လူဆိုတာယုံနာနှစ်ရပ်ပေါင်းစပ်ထားတဲ့အရာဖြစ်တာမို့ရုပ်ရဲ့အကြောင်းကိုလေ့လာသုံးသပ်ပြီးတဲ့နောက်မှာနာမ်လို့ခေါ်တဲ့သဘာဝတရားရဲ့သဘာဝအခြေအနေများကိုလေ့လာသုံးသပ်ဖို့လိုအပ်တယ်နာမ်ဆိုတဲ့စကားလုံးဟာပါဠိနာမဆိုတဲ့ဝေါဟာရကိုမြန်မာမှုပြုထားတာဖြစ်တယ်အဓိပ္ပာယ်ကအာယုံရှိရာသို့ညွတ်ကိုင်းခြင်းလို့အဓိပ္ပာယ်ရှိတယ်မှန်ပါပါဗျအာယုံဘက်ကိုဥလှည့်ပြီးတော့နေတတ်တယ်ဒါကြောင့်မို့လို့နာမဆိုတဲ့အမည်ပညာတင်ပြီးတော့ဒီသဘာဝတရားတွေကိုဖော်ထားတာနာမနံလို့ဆိုတဲ့ဒီစကားလုံးကိုအင်္ဂလိပ်လိုပြန်လို့ရှင်တော့ mind လို့ပြန်လိုက်လို့ရှင်တမန်အပြင်ခြုံငုံမိမယ်လို့ဆိုနိုင်ပါတယ် mind and body ပေါ့ယုတ်ခန္ဓာကိုယ်ကြီးကို body လို့ပြန်ပြီးတော့အသိစိတ်ကို mind လို့ပြောမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာအသုံးပြုနေတဲ့ mind body ဆိုတာခြုံပြီးငုံမိပြီးတော့သွားမှာသို့တော့ mind လို့ဆိုတဲ့အရာမှာဘုရားမြတ်စွာက2မျိုးထပ်ပြီးတော့ခွဲထားတယ်နာမလို့ဆိုတဲ့ဟာကိုခွဲစိတ်လိုက်တဲ့အခါမှာစိတ်ရယ်စေတသိက်ရယ်လို့2မျိုးခွဲလိုက်တယ်မှန်လားပါဗျစိတ်ဆိုတာကလည်းပါဠိစကားစိတ်တဆိုတဲ့စကားလုံးကတောင်းမှုတစ်လုံးကိုဖြောက်ပြီးတော့စိတ်လို့မြန်မာလူမျိုးတွေကအသုံးပြုကြတယ်ဘာသာမပြန်မဲနဲ့စိတ်တစိတ်လို့ဒီလိုပါဠိစကားလုံးကိုပဲမြန်မာမှုပြုပြီးတော့သုံးလာခဲ့တာရှေးရခင်ကလေးကရှင်းမြန်မာလူကြီးတွေဗိဓမာကိုသင်ကြားတဲ့အခါမှာစိတ်တစိတ်လို့ပဲလွယ်လွယ်ကူကူတစ်လုံးတည်းနဲ့မှတ်လို့လွယ်အောင်ဒီကနေ့ခေတ်မြန်မာလူမျိုးတိုင်းဟာစိတ်ဆိုတာကိုတော့သိနေကြပြီမြန်မာစကားလုံးလိုဖြစ်နေပြီသို့သောစိတ်ဆိုတာဘာတော့လို့မေးမယ်ဆိုရင်တော့ပါဠိဝေါဟာရဖြစ်သည့်အတွက်ကြောင့်ပါဠိအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပဲမှတ်သားကြရမှာဖြစ်ပါတယ်မှန်ပါပါဗျပါဠိအဓိပ္ပာယ်ဖွင့်ဆိုတာစိတ်ဆိုတဲ့စိတ်တဆိုတဲ့မူရင်းစကားလုံးကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုရင်အာရမဏံစိတ်တေတိတိစိတ်တံအာရမဏအာယုံကိုစိတ်တေတိဉာဏ်စီတတိတဤဣတိတသမထိုကြောင့်စိတ်တံစိတ်တမြည်အာယုံကိုတိတဉာဏ်စီတတိတသောကြောင့်စိတ်ဆိုတာကအာယုံကိုရယူတတ်တဲ့သဘောလေးကိုပြောတာကဲဒီတော့စိတ်အကြောင်းကိုသိချင်လို့ရှိရင်အာယုံဆိုတာဘာလဲဆိုတာလည်းသိဖို့လိုလာတယ်နော်မှန်ပါပါဗျာအဲ့ဒီဒါကိုမပြောခင်နာမ်အကြောင်းလေးကိုနည်းနည်းပြောမယ်ဆိုလို့ရှိရင်နာမဆိုတဲ့စကားလုံးနာမ်လို့ခေါ်ရတာဟာဒီစိတ်ရဲ့စေတသိက်ရဲ့နှစ်ခုပေါင်းထားတာမှန်ပါပါဗျာစိတ်ဆိုတာအာယုံကိုသိတတ်တဲ့သဘောအာယုံကိုရယူတတ်တဲ့သဘောကိုစိတ်ဒါဖြင့်စေတသိက်ဆိုတာကြတော့ဘာကိုခေါ်ရတော့လို့ဆိုတော့စေတသိဘဝံစေတသိကံစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာကိုစေတသိက်လို့ခေါ်တာမှန်ပါစိတ်မပါဘဲနဲ့စေတသိက်ဆိုတာဖြစ်လို့မရဘူးဒါကြောင့်မို့စေတသိဘဝံစေတသိကံစေတသိက်နဲ့စပ်ပြီးမှဖြစ်လို့ရတဲ့သဘာဝတရားတွေလို့အဲ့ဒီစိတ်စေတသိက်နှစ်ရပ်ပေါင်းစပ်ပြီးတော့နာမ်ဆိုတဲ့ဝဟာရကိုသုံးတာဒါကြောင့်မို့ကမ္မထာရိပ်တာတွေမှာပြောတယ်လေလူဆိုတာယုတ်နဲ့နာမ်နှစ်ပါးပဲရှိတယ်ယုတ်နာမ်နှစ်ပါးယုတ်နာမ်နှစ်ပါးနဲ့ပြောကြတယ်ဟုတ်ကဲ့မှန်ပါပါဗျာယုတ်ဆိုတာကိုမနေ့ကရှင်းပြောခဲ့ပြီးပြီနှစ်ရက်ရှင်းဟောခဲ့ပြီးပြီနာမ်ဆိုတာဘာပါလိမ့်ဆိုရင်အာယုံကိုတိတတ်ညွတ်တတ်တယ်အဲ့တော့အာယုံကိုတိတတ်ညွတ်တတ်တဲ့အရာတွေကဘာတွေတုံးဆိုစိတ်နဲ့စေတသိက်တဲ့
အဘိဓမ္မာမှာစိတ်ကို89မျိုးခွဲခြားထားတယ်အဲ့တော့ဒီလောက်များတဲ့စိတ်တွေငါဘယ်လိုလုပ်မှတ်ရပါမလဲလို့မတွေးပါနဲ့နော်မှန်ပါပါဗျာကိုယ်တဏ္ဍာမှာရှိတဲ့စိတ်တွေကိုမြတ်စွာဘုရားကအဘိဓမ္မာမှာခွဲခြားပြထားတာအခြေအနေတစ်ခုကြည့်ပြီးတော့အမျိုးအစားပေါင်း89မျိုးလို့ဒီလိုခွဲထားတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာစေတသိက်ကြတော့52မျိုးလို့ဒီလိုခွဲထားတယ်အဲ့ဒီစိတ်နဲ့စေတသိက်အသေးစိတ်တွေကိုဘုန်းကြီးတို့ခန္ဓာကိုယ်ရဲ့တွေးရှိအောင်တစ်ခုစီတစ်ခုစီဘုန်းကြီးတို့လေ့လာကြရမှာဖြစ်ပါတယ်နော်မှန်ပါပါဗျာအခုတော့စိတ်စေတသိက်နှစ်ခုကိုပေါင်းပြီးတော့ဒီကနေ့နာမ်အကြောင်းကိုလေ့လာတာဖြစ်တော့နံတရားတွေကဘယ်လိုဖြစ်လာပြီးတော့ဘယ်လိုပေါ်လာကြဘာကြောင့်ဖြစ်ပေါ်လာကြသလဲဆိုတာကိုလေ့လာသိရှိဖို့လိုအပ်တယ်ရုပ်အကြောင်းကိုတော့မနေ့ကလေ့လာခဲ့ပြီးလူဘဝစတင်တာကလလရေကြီးလေးကစပြီးတော့ရုပ်ပေါင်းပလောင်းနဲ့ဖွဲ့စည်းလာခဲ့တာလူသားပြည်ပြည်ပြင်းပြင်းဖြစ်လာလို့ဒီကနေ့ကိုရရှိထားတဲ့ခန္ဓာကိုယ်မှာဘာတွေနဲ့ဖွဲ့စည်းထားသလဲဆိုတာမနေ့ကအသေးစိတ်ပြောထားပြီးပြီရုပ်အကြောင်းကိုကြားပြီးကြပြီမှန်ပါပါဗျာအခုဒီကနေ့နာမ်ဆိုတာကိုခြုံငုံပြီးတော့ပြောမယ်နောက်လာမယ့်ရက်တွေ25ရက်ကနေပြီးတော့29ရက်နေ့ကြတော့စိတ်အကြောင်းတို့စေတသိက်အကြောင်းတို့အဲ့ဒါတွေကပို့ပြီးတော့အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေကနေ့စဉ်လှုပ်ရှားသွားလာဆောင်ရွက်နေကြတဲ့အခါမှာဟောဒီစိတ်စေတသိက်တွေရဲ့ဖြစ်ပေါ်လာတဲ့စွမ်းအားတိုင်းလူတွေကလှုပ်ရှားသွားလာနေကြတာဖြစ်တော့ကိုယ်တဏ္ဍာမှာဖြစ်နေတဲ့အရာတွေကိုကိုသိဖို့မလိုဘူးလားလိုပါပါတယ်ဗျာသိလိုတာပေါ့အပြစ်ကင်းတဲ့သဘောလားအပြစ်မကင်းတဲ့သဘောလားကိုယ်စိတ်ထဲမှာဖြစ်တာတိုင်းပဲကောင်းတာဖြစ်တယ်လို့မကောင်းတာလည်းဖြစ်တယ်ဆိုတာတွေကိုအသေးစိတ်လေ့လာပြီးဒါဖြင့်မကောင်းတာတွေဖြစ်လာလို့ရှိရင်ဘယ်လိုတားဆီးရမလဲကောင်းတာတွေဖြစ်လာလို့ရှိရင်ထပ်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာဒါတွေသိသင့်သိတတ်တဲ့ဟာတွေပဲပေါ့နော်မှန်ပါပါဗျာဒီတဘာဝတရားတွေအားလုံးဟာအဘိဓမ္မာ9ကျမ်းမှာဘုရားဟောထားတယ်လို့ဆိုတာစာအုပ်ထဲကတွေးပြီးတော့ကြည့်ရမယ့်ဟာတွေမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတာတွေကိုဟောထားတယ်ရှိနေတာနဲ့ရှိနိုင်တာဒီနှမျိုးတော့ရှိတာပေါ့နော်မှန်ပါပါဗျာခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရာနဲ့ရှိနိုင်တာတွေကိုမြတ်စွာဘုရားကခွဲပြီးတော့ဟောကြားထားတယ်ဒီနံတရားတွေကိုလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်ယုတ်နဲ့နံနှစ်ခုပေါင်းစပ်ပြီးတော့တို့ရဲ့ဘဝတစ်ခုတို့ရထားတဲ့ခန္ဓာကိုယ်ဟာယုတ်နဲ့နှစ်ရပေါင်းစပ်ထားတဲ့အရာသာဖြစ်တယ်ခန္ဓာ၅ပါးနဲ့ပြောမယ်ဆိုရင်ရူပခန္ဓာတဲ့ယုတ်ခန္ဓာဒါအကြောင်းကိုနှစ်ရက်တိတိအကျဉ်းချုပ်ပြီးတော့ဟောခဲ့တယ်နော်မှန်ပါပါဗျာအခုနာမ်အကြောင်းကိုပြောခြင်းလို့ရှိရင်ခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင်ဝေဒနာခန္ဓာတို့သင်ညက်ခန္ဓာတို့သင်္ခါရခန္ဓာတို့ဝိညာဉ်နဲ့ခန္ဓာတို့ဒီခန္ဓာ၄မျိုးအကြောင်းကိုခေါ်ရမှာပဲမှန်ပါပါဗျာအဲ့ဒီခန္ဓာ၄မျိုးပေါင်းစပ်လိုက်တဲ့အခါကျတော့အကျဉ်းချုပ်ခေါ်လိုက်ရင်နာမ်လို့ပြောတာနော်မှန်ပါပါဗျာအဲ့တော့ခံစားတာလဲနာမ်ပဲမှတ်သားတာလဲနာမ်ပဲစိတ်ထဲမှာဖြစ်နေတဲ့စိတ်ရဲ့ခံစားမှုတွေစိတ်ထဲကမှတ်သားမှုတွေစိတ်ထဲကလှုပ်ဆော်မှုတွေစိတ်ထဲကသိရှိနေမှုတွေအရာခတ်သိမ်းဟာခန္ဓာနဲ့ပြောမယ်ဆိုရင်ဒီ၄မျိုးဟာနာမ်လို့ပြောရမယ်မှန်ပါပါဗျာဒါဖြင့်ယုတ်ခန္ဓာကိုယ်ကြီးရှိနေတာကိုတော့လူတိုင်းသိနေကြပြီမိခင်ရဲ့ဝမ်းတွဲမှာကလလရေကြီးကစလာတဲ့ဒီရုပ်တရားတွေဟာကိုယ်တဏ္ဍာမှာခဏိအထိဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာအလုံးသိနိုင်ကြတွေ့နိုင်ကြမြင်နိုင်ကြကဲဒီကနေ့လေ့လာရမှာအခုနာမ်လို့ပြောတဲ့စိတ်နဲ့စေတသိက်လေးဟာဒီနှစ်ခုကလည်းပဲဘယ်တော့မှခွဲလို့မရအောင်တွဲနေတဲ့အရာနှစ်ခုပဲမှန်ပါပါဗျာဆိုင်ရာစိတ်တွေပေါ်တိုင်းဆိုင်ရာစေတသိက်တွေနဲ့သူကလည်း group like အစုလိုက်ဖြစ်နေတာတခုတည်းဘယ်တော့မှမဖြစ်ဘူးเนาะမှန်ပါပါဗျာလူတွေကစိတ်ဆိုးတယ်လို့ပြောလို့ရှိရင်တခုတည်းလို့ထင်တာမဟုတ်ဘူးတခုတည်းမဟုတ်စိတ်ဆိုးတယ်ဆိုတဲ့စိတ်မှာတဘာဝတရားပေါင်းအနည်းဆုံး22မျိုးရှိတယ်နော်မှန်ပါပါဗျာ
တခုတည်းနဲ့စိတ်မဆိုးတတ်ဘူးအဲ့ဒီသဘာဝတရား22မျိုးတည်းကတစ်ခုကိုခေါင်းတက်ပြီးတော့စိတ်ဆိုးတယ်လို့ပြောတယ်အဲ့ဒီသဘာဝတရားတွေကိုသိရှိနားလည်နိုင်အောင်ကိုယ်တဏ္ဍာမှာဘယ်ပုံဖြစ်ပြီးဘယ်ပုံအလုံးလုံးနေကြသလဲစုပေါင်းပြီးတော့အလုံးလုံးတယ်ဆိုတဲ့သဘာဝတရားဟာအလွန်ထင်ရှားတယ်ကိုယ်ခန္ဓာကိုယ်ပဲကိုကြည့်ကိုယ်လမ်းလျှောက်တာကိုပဲကိုကြည့်သဘာဝချင်းမတူတဲ့အရာတွေနှစ်ခုပေါင်းစပ်ပြီးတော့အလုံးလုံးနေတယ်ဆိုတာကိုအကျဉ်းပြင်းအားဖြင့်ပြောလို့ရှိရင်သိနိုင်တယ်ကြည့်လေလမ်းလျှောက်တယ်ဆိုတဲ့အခါမှာတလန်းပြီးတလန်းလျှောက်နေတာခြေထောက်ကလျှောက်တာမဟုတ်လားမှန်ပါပါဗျာကဲခြေထောက်တည်ရှိမယ်မျက်စိတို့ဘာလို့မပါဘူးစိတ်တို့ဘာလို့လည်းမပါဘူးဆိုခြေထောက်ကြီးလျှောက်နိုင်ပါ့မလားလျှောက်နိုင်ပါဗျာစိတ်ကကြံတွေးပေးရတယ်မျက်စိကလမ်းကိုကြည့်ပေးတယ်မှန်ပါပါဗျာဒါအကြမ်းမြင်ပြောတာနော်မှန်ပါပါဗျာစိတ်ကကြံတွေးပြီးတော့သိနေတယ်လျှောက်မဲ့လမ်းကိုအရင်မျက်စိကကြည့်ပေးတယ်ခြေထောက်ကလျှောက်တယ်ခြေထောက်ကငါလျှောက်နေတာပါလားလို့မသိဘူးမျက်စိကလည်းငါလမ်းကြည့်ပေးနေတာလို့မသိဘူးသိတာကစိတ်ကလေးကပဲသိတယ်မှန်ပါပါဗျာပေါင်းစပ်ပြီးအလုံးလုံးနေတယ်ဆိုတဲ့သဘောတရားကိုပြောတာစိတ်ကြည့်ရှိုံနဲ့လည်းလမ်းလျှောက်လို့မရဘူးမျက်စိကြည့်ရှိရင်လည်းလမ်းလျှောက်လို့မရဘူးမျက်စိရဲ့တာဝန်ကဘာလို့ကြည့်ပေးရတဲ့တာဝန်မှန်ပါပါခြေထောက်ရဲ့တာဝန်ကတလန်းချင်းတလန်းလုပ်ပေးဖို့တာဝန်ဒါဖြင့်ကြံတဲ့ခန္ဓာကိုယ်တွေကဘာမှမလုပ်ဘူးလားလို့ဆိုတော့သူက balance ဖြစ်အောင်ထိမ့်ပေးနေတာပေါ့မှန်ပါပါသူမပါဘဲနဲ့ခြေထောက်ကြည့်မှရှိလို့မှမဖြစ်တာဟုတ်အဲ့တော့လက်ကလေးတွေကစပြီးတော့လွှဲရမ်းပေးနေရတာရှေ့ရွေ့အောင်လို့ဆိုပြီးတော့နော်မှန်ပါပါဒီခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေကစုပေါင်းပြီးတော့အလုံးလုံးနေကြတာမျက်စိကကြည့်အောင်ကြည့်နိုင်တာလမ်းမလျှောက်နိုင်ဘူးခြေထောက်ကလမ်းပဲလျှောက်နိုင်တာမကြည့်နိုင်ဘူးနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှလမ်းလျှောက်မှုဆိုတာဖြစ်ပေါ်တာမဟုတ်လားမှန်ပါပါဗျာအေးရုပ်ရဲ့ခန္ဓာကိုယ်ကြီးဟာလူရဲ့ခန္ဓာကိုယ်ဟာဒီရုပ်နဲ့နာမ်သဘာဝနှစ်ရပ်ပေါင်းစပ်ပြီးတော့ဒီလိုဖြစ်ပေါ်နေတယ်ဆိုတဲ့သဘောတရားကိုသိဖို့လိုတာပေါ့ကဲကောင်းပြီရုပ်ကြောင့်လေ့လာတော့ဒီနာမ်ဆိုတာကဘယ်လိုဖြစ်လာတာလဲခန္ဓာကိုယ်ထဲမှာရှိနေတာလားနှလုံးသားထဲမှာအမြဲတမ်းသိမ်းထားတာလားသို့မဟုတ်အုံနောက်ထဲမှာဒီအသိစိတ်တွေကရှိနေတာလားလို့မေးเสียရှိတယ်ဒီကနေ့ပညာရှင်လို့ခေါ်ကြတဲ့ပမောက္ခကြီးတွေတောင်မှပဲချိအုံနောက်ကိုစိတ်လို့ခေါ်တာတွေရှိသေးတယ်နော်မှန်ပါပါဗျာဘုန်းကြီးတို့ပြီးခဲ့တဲ့မေလကဟိုဥရောပဂျာမနီနိုင်ငံသားကဩစတြီးယားဆိုတဲ့နိုင်ငံရှိတယ်အဲ့ဒီဩစတြီးယားဆိုတဲ့နိုင်ငံမှာဗီယင်နာတက္ကသိုလ်မြန်မာပြည်မင်းတို့မင်းခေတ်လောက်ကတည်ထားတဲ့တက္ကသိုလ်ကြီးမတန်ရှေးကြတယ်နာမည်လည်းတော်ကြီးတယ်မှန်ပါပါဗျာအဲ့ဒီတက္ကသိုလ်ကထူးချွန်တဲ့ပမောက္ခကြီး9ယောက်နိုဘယ်ဆုရထားတာရှိတယ်အမတန်ထူးခြားတဲ့ပမောက္ခကြီးတွေပညာရှင်ကြီးတွေအဲ့တက္ကသိုလ်ကမွေးထုတ်တက္ကသိုလ်စာအုပ်ကြီးကလည်းအမတန်ကြီးအဲ့ဒီတက္ကသိုလ်ကြီးကလွန်ခဲ့တဲ့2နှစ်လောက်ကတည်းကဘုန်းကြီးတို့ဖိတ်တယ်ဘုန်းကြီးတို့လည်းအချိန်မပေးနိုင်တာနဲ့ဒီနှစ်တော့မေလာထဲမှာ20ရက်နဲ့21ရက်အဲ့ဒီမှာတပည့်တော်မှာစိတ်အကြောင်းဟောပြောဖို့ဖိတ်တာနဲ့အဲ့ဒီသွားပြီးတော့စိတ်အကြောင်းသွားဟောပြောတယ်လူကတော့သိပ်မများပါဘူးလူ20လောက်ပဲရှိပါတယ်လာတက်တဲ့လူတွေကတော့ပမောက္ခကြီးတွေတို့အဲ့တက္ကသိုလ်မှာဆရာလုပ်နေတဲ့ပုဂ္ဂိုလ်တွေများတယ်သူတို့ဘာသာကတော့သူတို့ယုံကြည်တဲ့ဘာသာရေးကတော့အလုံးသိတဲ့အတိုင်းခရစ်ယာန်တွေပဲများပါတယ်အဲ့ဒီမှာဘုန်းကြီးမေးခွန်းတစ်ခုမေးတယ်စိတ်အကြောင်းကိုဟောပြီးတော့စိတ်ဆိုတာဘယ်နေရာမှာရှိသလဲလို့ identify လုပ်နိုင်သလားလို့စိတ်ဆိုတာအခုစိတ်လို့ပြောလိုက်ရင်လေစေတသိက်ပါတယ်ဆိုတာကိုနားလည်ထားကြနော်မှ
မှန်ပါပါဗျာ စိတ်စေတသိက်ခွဲခြားပြီးတော့ပြောတဲ့အခါမှသာစိတ်နဲ့စေတသိက်တခြားစီလို့ဒီလိုမှန် မှန်ပါပါဗျာ လူတွေပြောနေတဲ့ငါစိတ်ဆိုးတယ်တို့စိတ်မကောင်းဘူးတို့စိတ်ညစ်တယ်တို့ပြောတာစေတသိက်တွေနဲ့တွဲပြောနေတာ မှန်ပါပါဗျာ ဒါကတော့လူသဘာဝပဲလေလူတွေကစကားပြောတဲ့အခါအကုန်လုံးပဲပြောမလဲတစ်ခုပဲပြောတာပေါ့ မှန်ပါပါ ကိုစားနေတဲ့ဟင်းနေတာမှအကုန်ပြောတာဟုတ်ကလား ဟုတ်ပါ ပြောဘူးဘာဟင်းနဲ့စားတော့ကြက်သားဟင်းနဲ့စားတယ်ကြက်သားပဲနာမည်တက်တယ်ကြက်သားတစ်ခုတည်းတော့မဟုတ်ဘူးအဲ့ထဲမှာကြက်သွန်လဲပါတယ်စီလဲပါတယ်စားလဲပါတယ်ဟိုဟာဒီဟာဒီမပါဘူးလား ပါပါတယ်ဗျာ ကျင်းတို့ဘာတို့ရောမပါဘူးလား ပါပါတယ်ဗျာ တော့မိဖို့ကြောင့်မှဒါတွေအများကြီးဒါပဲပြောလိုက်ရင်ကြက်သားဟင်းပဲတစ်ခုတည်းပဲပြောကြက်သားလို့ပဲပြောတယ်နော် မှန်ပါပါဗျာ ကြက်သားကြီးမဟုတ်ဘူးအနည်းဆုံးစားလိုက်တော့ပါအောင် မှန်ပါပါဗျာ ထဲ့မပြောဘူးသူကအဲ့ဒီလိုပဲအောင်းမိပါစကားပြောတဲ့အခါမှာသူကအကုန်ပြောတာမဟုတ်တစ်ခုပဲပြောဒါလူဩဟာရဒီတိုင်းပဲเนาะ မှန်ပါပါဗျာ အဓိကတစ်ခုကိုပြောလိုက်တယ်အေးဒီမှာလည်းပဲစိတ်လို့ပြောလိုက်ရင်စေတသိက်လည်းပါတယ်လို့တစ်ခါတစ်ခါနာလို့ပြောလို့ရှိရင်စိတ်စေတသိက်နှစ်ခုပေါင်းပြောထားတယ်လို့စိတ်လို့ပြောရင်လည်းစိတ်စေတသိက်နှစ်ခုပေါင်းပြောတယ်လို့ဒီလိုမှတ်ရသေးတယ် မှန်ပါပါဗျာ စာပေဆိုတာသုံးတဲ့နေရာကိုကြည့်ပြီးတော့စကားလုံးကိုအဓိပ္ပာယ်သတ်မှတ်ရတခါတခါစိတ်လို့ပြောလိုက်တဲ့အချိန်မှာတမာတိကိုယူရတဲ့နေရာမျိုးလည်းရှိသေးတယ်နော် မှန်ပါပါဗျာ အေးဒါကြောင့်မို့လို့ကဲလူရဲ့စိတ်ဟာဘယ်နေရာမှာရှိနေတာတုံးလို့မေးလိုက်တော့အဲ့ထဲက psychology ပမောက္ခတယောက်ပါလာသူကပြောလို့ဆိုအုံနောက်ထိုင်းမှာရှိတယ်တဲ့အုံနောက်ထဲမှာရှိတယ်လို့သူကဖြေလိုက်တော့ဘုန်းကြီးကဲအဲ့ဒါဆိုလို့ရှိရင်လို့စဉ်းစားကြည့်ပေါ့လို့စိတ်ဟာတကယ်ပဲအုံနောက်ထဲရှိနေသလားမရှိဘူးလားဆိုတာဒီလိုဆိုရင်ဥပမာလေးတစ်ခုပြောအောင်လို့ဂီတာထဲမှာအတန်ဆိုတာရှိနေသလားလို့ဒီ musical instrument တစ်မျိုးဖြစ်တဲ့ဂီတာထဲမှာအတန်ရှိနေလားဆိုမရှိဘူး မှန်ပါပါဗျာ အေးအဲ့ဒါမရှိတယ်လို့အုံနောက်ထဲမှာလည်းစိတ်ရှိနေတာမဟုတ်ဘူးလို့အဲ့လိုပြောလိုက်တော့ဘုန်းကြီးကသူ့မေးလိုက်တာထော်လောကန့်လန့်သဘောမျိုးဖြစ်သွားလို့ပြန်ပြီးတော့စဉ်းစားကြည့်ကြရအောင်လို့ဆိုပြီးတော့တဖြည်းဖြည်းပြောပြီးနောက်ဆုံးကြတော့သူတို့ကအုံနောက်ဟာအုံနောက်ကိုပဲစိတ်လို့ယူဆတာနော် မှန်ပါပါဗျာ အုံနောက်ရဲ့လှုပ်ရှားမှုတွေကိုပဲစိတ်လို့ယူဆတာဆိုတာကိုနောက်တော့သိတယ်နောက်ပိုင်းကျတော့ဗုဒ္ဓအဘိဓမ္မာအရစိတ်ဆိုတာဟာရှိနေတာမဟုတ်ဘူးမိချစ်ဖူးထဲမှာမီးရှိမနေဘူးသို့တော့အကြောင်းဆုံးတဲ့အခါမှာမီးလေးပေါ်လာတယ်လို့ပဲဂီတာထဲမှာအတန်နေရှိနေတာမဟုတ်ဘူးတိခတ်လိုက်တယ်ဆိုတဲ့အကြောင်းဆုံးတဲ့အခါမှာအတန်လေးပေါ်လာတာလို့အဲ့ဒီဥပမာလေးတွေနဲ့ရှင်းပြီးတော့ပြောတဲ့အခါကျတော့နောက်ပိုင်းတော့အဲ့ဒီ psychology ပမောက္ခကြီးသူတို့ psychology အယူအဆနဲ့ဘုရားအယူအဆမတူညီဘူးဆိုတာလေးကိုသူသဘောပေါက်သွားတယ် မှန်ပါပါဗျာ နောက်ပိုင်းတော့ဘုန်းကြီးကသူ့ကိုအထူးအားဖြင့်ဝမ်းပန်းတတာနှုတ်ဆက်ပြီးတော့ပြောသူလည်းဝမ်းပန်းတတာဖြစ်သွားတယ်ပထမတော့ဒီလိုအတိုင်းဝိုင်းမှာမေးလိုက်တော့သူအားသင့်သွားကြောင်သွားတယ်ပေါ့အတန်မရှိဘူးဆိုလို့ရှိရင်အုံနောက်ထဲမှာလည်းပဲစိတ်မရှိဘူးဆိုတဲ့အဖြေဖြစ်သွားတာနော် မှန်ပါပါဗျာ ကဲတကယ်ကတော့မရှိဘူးဒါပေမဲ့လူတွေကထင်နေတယ်စိတ်ဟာအမြဲတမ်းကိုယ်ထဲမှာရှိနေတယ်ဘုံနောက်ထဲမှာရှိတယ်သို့မဟုတ်နှလုံးသားထဲမှာစိတ်ဟာရှိနေတယ်လို့ဒီလိုပဲအလုံးကထင်နေကြတယ်သို့သောဗုဒ္ဓရဲ့အဘိဓမ္မာအရစိတ်ဆိုတာရှိနေတဲ့အရာမဟုတ်ဖြစ်နေတဲ့အရာသာဖြစ်တယ်လို့ဒီလိုပြော မှန်ပါပါဗျာ ဥပမာကတော့လေဝိသုဒ္ဓိမေမှာဥပမာပေးထားတာအတန်နဲ့ပဲဥပမာပေးထားတာကဲအားလုံးအသိပဲစီကိုတီးလိုက်ရင်စီတံမထွက်ဘူးလား ဒီတန်ထွက်ပါတယ်ဗျာ အဲ့ဒီစီတံဟာဘယ်နှမှာရှိနေတာတော့ဘယ်နှမှာမရှိဘူးเนาะ
မှန်လားပါဗျာ ရှိနေတာမဟုတ်ဘူးသို့တော့လက်နဲ့စီနဲ့တိခတ်မှုဆိုတဲ့အကြောင်းတရားတွေပေါင်းစုံလိုက်တဲ့အခါစီတန်လေးပေါ်လာတယ် မှန်လားပါဗျာ ဒါပဲစောင်းတည်ရင်လည်းထို့အတူပဲလက်နဲ့စောင်းကျိုးနဲ့ထိပြီးတိခတ်လိုက်တဲ့အခါမှာစောင်းတန်ပေါ်လာတာလေ မှန်လားပါဗျာ အနုဘုဆိုလို့ရှိရင်စောင်းထဲမှာဒီအတန်သွင်းထားမယ်ဆိုလို့ရှိရင်ဖွင့်လိုက်မယ်ဒီအတန်သွင်းထားမယ်ဆိုလို့ရှိရင်ဥပမာကက်ဆက်သွင်းထားတာလို့ဆိုရင်တတန်နဲ့ပဲထွက်မှာပဲတစ်မျိုးတည်းပဲထွက်မှာပဲပထမလောက်ထားတဲ့အတန်မျိုးပဲနောက်ထပ်ဟိုရင်းပေါ့ထူးထူးဆန်းဆန်းလုပ်ပြီးတော့အတန်စုံထွက်အောင်တီးလို့ရမှာမဟုတ်ဘူး မှန်လားပါဗျာ ဟုတ်ကဲ့လား မှန်လားပါ အဲ့တော့အဲ့လိုမဟုတ်ဘူးကြိုက်တယ်လို့အတန်တွေမျိုးစုံရအောင်တီးနေကြတာလေဒီသချင်းသွားနဲ့တီးရင်ဒီအတန်ထွက်တယ်ဟိုသချင်းသွားအလိုက်တီးရင်ဟိုအတန်ထွက်တယ်ဟောအကယ်၍သာဒီအတန်တွေဟာ install လုပ်ထားတယ်ရှိနေတယ်ဆိုလို့ရှိရင်ရှိနေတဲ့အတန်ပဲထွက်မှာပဲအမျိုးစုံထွက်ဖို့မဖြစ်နိုင်ဘူး မှန်လားပါဗျာ ဒါကစဉ်းစားစရာတစ်ခုပေါ့လက်တွေ့ကြကြစဉ်းစားရတယ်ဘုရားရဲ့တရားတော်ကြီးတန်ဒိဋ္ဌိကိုကိုယ်တိုင်မြင်လို့ရတယ်အေးဒါယုံရမယ်လို့မြတ်စွာဘုရားဟောတာမဟုတ်ဘူးဘုရားတရားတော်မှာတတ္ထာဆိုတာမလိုအပ်ဘူးလားဆိုလိုအပ်တယ်ဘာအတွက်လိုအပ်တာတော့ဆိုရင်တတ္ထာဆိုတဲ့ယုံကြည်ချက်ရှိမှဘုရားမြတ်စွာနဲ့တွေ့မယ်တွေ့မှတွေ့တဲ့အခါကျတော့တတ္ထာဆိုတဲ့ယုံကြည်ချက်ကဒီလောက်ဆုံးဖြတ်မပေးဘူးပညာဆိုတာကအဆုံးဖြတ်ပေးသွားတယ် မှန်လားပါဗျာ right understanding ဆိုတာအမှန်သိသွားဖို့ကပိုအရေးကြီးတတ္ထာကစုံမိအောင်ဖန်တီးပေးတဲ့အကြောင်းတရားလောက်သာဖြစ်တယ်ဟုတ်ကဲ့လား မှန်လားပါဗျာ ယုံကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့ယုံကြည်တယ်ယုံကြည်လို့တရားနာတယ်စာပေသင်တယ်ဆိုတာယုံကြည်မှုကိုအခြေခံတာတော့ယုံကြည်မှုကဆုံးဖြတ်နိုင်တာလားဆိုမဆုံးဖြတ်နိုင်ဘူးဆုံးဖြတ်နိုင်တာပညာကဆုံးဖြတ်နိုင်တာသူ့ဟာနဲ့သူเนาะအဲ့ဒါကြောင့်မလို့ဘုရားရဲ့တရားတော်ကအမှန်သိဖို့အတွက်အဓိကထားတယ်ယုံဖို့အတွက်အဓိကထားတာမဟုတ်ဘူးယုံဖို့ကဒီနေရာရောက်အောင်ပို့ဆောင်ပေးတာမြတ်တာဖြစ်တယ်အမှန်သိဖို့ဆိုတာပညာနဲ့သာသွားရတယ်ပေါ့ မှန်လားပါဗျာ ဒါဖြင့်အသိစိတ်လေးဟာနံတရားလေးဟာဒီရုပ်ထဲမှာရှိနေတာလားလို့ဆိုမရှိနေတာမဟုတ်ဘူးဒါဖြင့်ဒီတရားနံတရားဟာဘယ်ပုံပဲနည်းနဲ့ဒီလူတွေရဲ့တဏ္ဍာမှာဖြစ်နေတာတုံးလို့မေးလို့ရှိရင်မြတ်စွာဘုရားဆိုင်ရာအကြောင်းတွေရှိတယ်ကဲနံတရားဖြစ်ပုံကိုလေ့လာပြီးတော့ကြည့်အောင်သူကရှိနေတဲ့အရာမဟုတ်ဘူးဖြစ်လာတဲ့အရာနော် မှန်လားပါဗျာ ဝိသုဒ္ဓိမေမှာစီကိုတီးလိုက်တဲ့အခါအတန်ထွက်လာသလိုပဲတဲ့စီကိုတီးခြင်းကိုအကြောင်းပြုပြီးတော့အတန်ထွက်လာသလိုပဲရုပ်တရားတွေကိုအကြောင်းပြုပြီးတော့နာမ်ဆိုတာပေါ်လာတာပါတဲ့ဟောနာမ်ဆိုတာပေါ်လာတဲ့တရားဖြစ်လာတဲ့တရားရှိနေတဲ့တရားမဟုတ်ဘူးလို့ဒီလိုပြောတာနော် မှန်လားပါဗျာ ရှိနေတယ်ဆိုတာအထဲထဲမှာတူလောင်ထားတာမျိုးဘယ်လိုနည်းနဲ့ရှိနေတာမျိုးမဟုတ်ဘူးလို့ substance အနေနဲ့မရှိဘူးလို့ပြောတာ မှန်လားပါ သို့တော့နာမ်ဖြစ်ဖို့အနေထား potentiality possibility လို့ခေါ်တာဖြစ်နိုင်တဲ့အနေထားတော့ရှိကိုရှိအောင်ဥပမာဆိုတော့အတန်ထွက်နိုင်တဲ့အနေထားရှိမှအတန်ထွက်တယ်အတန်ထွက်နိုင်တဲ့အနေထားမရှိရင်အတန်မထွက်ဘူး မှန်လားပါဗျာ မိချစ်ဖူးမှလည်းပဲ gas မိချစ်မှလည်းပဲအထဲထဲမှာ gas ရှိဖို့လိုတယ်ဘိန်းလေးနဲ့အောက်ကကြောက်နဲ့ဖိပို့လို့ရှိရင်မိထွက်နိုင်တဲ့ဟာမျိုးရှိရမယ်ဒီကရိယာစုံရှိနေခြင်းဒီ potentiality possibility ဖြစ်နိုင်တဲ့အနေအထားလို့ပြောတာเนาะ မှန်လားပါဗျာ အဲ့ဒါလို့ဖြစ်နိုင်တဲ့အနေအထားမှာနောက်ထပ်အကြောင်းတစ်ခုပေါင်းစပ်ပေးလိုက်တယ်ဖိပြီးတော့ပို့ချစ်ချင်းဆိုတဲ့ဟာတစ်ခုဖိပြီးတော့ချစ်လိုက်တာနဲ့တပြိုင်နက်ဟောမီးလေးပွင့်လာထို့တူပဲကြောက်တုံးထဲမှာတော့ပဲအသိစိတ်ဖြစ်မလဲဘာလို့ဆို potentiality မရှိဘူးအဲ့မှာဟုတ်ကဲ့လား မှန်လားပါဗျာ ကြောက်တုံးထဲမှာတော့အသိစိတ်မရှိနိုင်ဘူးဘာဖြစ်လို့လဲဆို condition မစုံအကြောင်းတရားတွေမစုံအကြောင်းတရားစုံမှအဲ့တော့လူရဲ့တဏ္ဍာမှာစိတ်တွေဘာကြောင့်ဖြစ်နေတုံးဆိုရင်ပင်ကိုယ်ကနေပြီးတော့စိတ်ဖြစ်နိုင်တဲ့အကြောင်းတရားတွေရှိတယ်ဥပမာမျိုးစေ့လေးကြည့်ပေါ့
မျိုးစိတ်ကလေးထဲမှာအပင်ပေါက်နိုင်တဲ့တတ္တိတွေရှိမနေဘူးလား ရှိနေပါတယ်ဗျာ သို့တော့အပင်ရှိနေသလား ရှိပါဗျာ မရှိဘူးဒါမရှိဘူးဆိုတာသိကြတယ်ခွဲကြည့်လေမယုံရင်ဘယ်မျိုးစိတ်ထဲမှာအပင်တို့အမြစ်တို့အရွက်တို့အသီးတို့ဆိုတာရှိနေတာမှမဟုတ်တာဘူး မှန်လားပါဗျာ သို့တော့ကြောက်တုံးထဲမှာမရှိတာနဲ့မျိုးစိတ်ထဲမှာမရှိတာနဲ့မတူဘူးနော် မှန်လားပါဗျာ ကြောက်တုံးထဲတော့အပင်ပေါက်နိုင်တဲ့ energy စွမ်းရည်တတ္တိအခြေအနေကိုမရှိဘူးကြောက်တုံးကြတော့သို့တော့မျိုးစိတ်လေးကကြောက်တုံးနဲ့တော့မတူဘူးခေါဏကအမြင့်ထွက်နိုင်မဲ့အခြေအနေတွေအသီးထွက်နိုင်မဲ့အခြေအနေတွေအပွင့်ဖြစ်နိုင်မဲ့အခြေအနေတွေသူ့ထဲမှာရှိနေတယ်စွမ်းရည်တွေရှိနေတယ်လို့ပြောတယ်ကြောက်တုံးထဲမှာတော့မရှိဘူးပေါ့ မှန်လားပါဗျာ အဲ့ဒါမျိုးလိုပဲလူရဲ့ခန္ဓာကိုယ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ထားတဲ့ယုတ်တွေအဲ့ဒီယုတ်တွေဟာအကြောင်းတစ်ခုခုနဲ့ပေါင်းစပ်လိုက်လို့ရှိရင်နန္တရားဖြစ်ပေါ်လာဖို့အခြေအနေတွေရှိနေတယ်လို့တော့ပြောရမှာပေါ့ မှန်လားပါဗျာ သို့တော့နန္တရားတွေအထဲထဲမှာသူမိထားပြီးတော့ရှိနေတာတော့မဟုတ်ဘူးဆိုတာကိုသဘောပေါက်ရမယ်နော် မှန်လားပါဗျာ အေးမြတ်စွာဘုရားကသုတ်တန်တရားတွေမှာဘယ်လိုဟောထားတော့အသိစိတ်လေးဟာဘယ်လိုပေါ်လာသလဲဆိုလို့ရှိရင်အသိစိတ်ပေါ်ဖို့ရပေါ်လာတဲ့အကြောင်းတွေကိုအခြေအနေတွေဆိုတာဘာတွေတုံးလို့မေးလို့ရှိရင်နံပါတ်1လေးလာမှာကစိတ်ဟာဘယ်ကနေဖြစ်လာတာလဲဘာကိုအမိပြုပြီးတော့ဒီစိတ်ဖြစ်ရတာလဲဆိုတာဝတ္ထုယုတ်6ပါးဆိုအရင်လေးလာမနေ့တုန်းကဝတ္ထုယုတ်လို့ဘုန်းကြီးမပြောခဲ့ဘူးเนาะ မှန်လားပါဗျာ အဲ့ဒီယုတ်တရားတွေကပဲပြန်ပြီးတော့ပြောမယ်သက္ခုပတာရမျက်စိအကြည်ကလေးကဒါစိတ်ဖြစ်ပေါ်ဖို့အတွက် base လေးတစ်ခုပဲသောတာပတာရနာအကြည်လေးရတယ်ပဲအတန်ကိုသိတဲ့စိတ်ဖြစ်ဖို့အခြေခံလေးတစ်ခုအကယ်၍နားကန်းသွားမယ်ဒီပတာရယုတ်မရှိဘူးဆိုလို့ရှိရင်ကြားပြီးသိတဲ့စိတ်မဖြစ်နိုင်တော့ မှန်လားပါဗျာ မျက်စိပတာရယုတ်မကောင်းတော့ဘူးဆိုလို့ရှိရင်လည်းမြင်ပြီးသိတဲ့စိတ်မဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့မျက်စိအကြည်လေးဟာမြင်သိစိတ်ဖြစ်ဖို့အတွက်အခြေခံလေးတစ်ခု မှန်လားပါဗျာ သောတာပတာရလို့ဆိုတဲ့နာအကြည်ယုတ်လေးဟာကြားပြီးတော့သိတဲ့စိတ်ဖြစ်ဖို့ရအခြေခံတစ်ခုနှာခေါင်းမှာရှိတဲ့ဂါနပတာရယုတ်ကလေးဟာအနံ့ကိုသိတဲ့စိတ်ဖြစ်ပေါ်ဖို့ရအခြေခံတစ်ခုဇီဝပတာရဆိုတဲ့လျှာအကြည်ယုတ်ကလေးဟာအရသာသိတဲ့စိတ်ပေါ်ဖို့ရအတွက်အခြေခံတစ်ခုခန္ဓာကိုယ်မှာအနှံ့တည်ရှိနေတဲ့ sensitive လို့ပြောခြင်းပြောပေါ့ဘယ်နေရာပဲဖြစ်ဖြစ်ထိရင်သိတဲ့နေရာလေးပေါ့အဲ့ဒီပတာရယုတ်တွေဟာကာယပတာရယုတ်တွေဟာခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့နေတာဖြစ်သောကြောင့်ဘယ်နေရာထိလိုက်အသိစိတ်လေးတွေမပေါ်ဘူးလား ပေါ်ပါရဲ့ဗျာ ကဲထုံသွားတဲ့အခါရောအသိစိတ်ပေါ်သေးလား ပေါ်တော့ပါဗျာ ပတာရယုတ်ပြတ်သွားရင်ထိမသိတော့စပင်မှာအဖျားလေးကိုကင်ရင်မသိဘူးအရင်ကင်မှသိတယ်ဟုတ်ကဲ့လား မှန်လားပါဗျာ အဖျားလေးကြတော့ကာယပတာရမရှိတဲ့နေရာဆိုလို့ရှိရင် तू ကအသိစိတ်မပေါ်နိုင်တော့အဲ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်တစ်ခုလုံးမှာနှံ့ပြီးတော့နေတာဘယ်နေရာလေးကိုကြည့်လိုက်ဘယ်နေရာလေးလက်ကလေးနဲ့တို့လိုက်အော်ငါထိတယ်ဆိုတာသိလိုက်တယ်ဟုတ်လား မှန်လားပါဗျာ အဲ့ဒီအသိစိတ်လေးတွေပေါ်ဖို့ရအတွက်ဒီဟာအခြေခံယုတ်တစ်ခုတဲ့ဒါကထင်ရှားတယ်နော်စိတ်ကလေးတွေပေါ်လာတာကြည့်မြင်သိစိတ်တဲ့မြင်သိစိတ်လို့ပြောတာဒါနန္တရားကိုပြောတာပဲစိတ်ရောစေတသိက်ရောကြားသိစိတ်တဲ့နံသိစိတ်တဲ့လျက်သိစိတ်ထိသိစိတ်တဲ့ဟောဒီစိတ်ကလေးတွေဟာထာဝရရှိနေတာမဟုတ်ဘူးဒါကြောင့်မို့စိတ်ရဲ့အခြေခံတွေဟာကြည့်သက္ခုပတာရမျက်စိအကြည်ယုတ်ကာဏပတာရသောတာပတာရဒီနာအကြည်ယုတ်ကာဏပတာရနှာခေါင်းအကြည်ယုတ်ဇီဝပတာရလျှာအကြည်ယုတ်ကာယပတာရကိုယ်အကြည်ယုတ်ဟောဒီ၅ခုဟာဒါစိတ်ရဲ့တရားမိယာစိတ်ရဲ့အခြေခံယုတ်တယ်လို့ပြောတာစိတ်ဖြစ်ပေါ်လာတဲ့အခြေခံယုတ်တယ်ခုနကစောင်းကြိုးတို့စောင်းအိုးတို့ဟာအပံဖြစ်ပေါ်ဖို့အတွက်အခြေခံမဟုတ်ဘူးလား
မှန်ပါတယ်ဗျာ အေးကျိုးမရှိတဲ့နေရာသွားတီးမယ်ဆိုရင်ညီပါမလား ကြီးပါဗျာ ညီဘူးစောင်းကြိုးစောင်းအိုးဟုတ်လားဒီပြင်ကြိုးတီးရင်လည်းမြင်ကြီးမမြင်ပါသူ့ဟာသူအခြေခံတတ်ထားတာမှာဟုတ်ကလားအေးအဲ့ဒါလိုပဲအတန်ထွက်ဖို့ရာအတွက်အခြေခံကောင်းရှိတယ်လို့စိတ်ဖြစ်ဖို့ရာအတွက်ဟောဒီအခြေခံ၅မျိုးတစ်ခုရှိတယ်နောက်တစ်ခုကဘာလို့ဆိုရင်အတွေးစိတ်တွေကြတော့မျက်စိနဲ့လည်းမဆိုင်ဘူးနားနဲ့လည်းမဆိုင်ဘူးနှာခေါင်းနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းမဆိုင်ဘူးခန္ဓာကိုယ်ထိတာနဲ့လည်းမဆိုင်ဘူးစိတ်ထဲကနေတွေးပြီးတော့သိတာမျိုးဖြစ်နိုင်ဘူးလား ဖြစ်နိုင်ပါတယ်ဗျာ အဲ့ဒီအတွေးကြတော့ဟုတ်လားလူတွေကတွေးပြီးစိတ်ရှုပ်လာပြီဆိုဘယ်ကုတ်တာတော့ ကောင်းကုန် ခေါင်းကုတ်တာအဲ့ဒီထဲမှာရှိနေကုန်ရတယ်နော်ကုတ်လိုက်ရင်ထွက်မလာဘူးလားအဲ့ဒါကိုဟရိယဝတ္ထုလို့စိတ်ရဲ့အခြေခံယုတ်ဉာဏ်နဲ့စိတ်တွေရဲ့အခြေခံယုတ်လို့အတွေးစိတ်တွေရဲ့အခြေခံယုတ်လို့ဒီလိုပဲမှတ်လိုက်တာပေါ့အလွယ် မှန်ပါပါဗျာ ဟရိယဝတ္ထုလို့ခေါ်တယ်အုံနောက်ပဲဖြစ်ဖြစ်နှလုံးသားပဲဖြစ်ဖြစ်နော် မှန်ပါပါဗျာ လူတွေကအသိအဆန်းမြင်တဲ့အခါကျဘာဖြစ်လဲခေါင်းရှုပ်တာလားရင်ခုန်တာလားအသိအဆန်းတွေ့ရင်တော့ရင်ခုန်မှာပါခေါင်းမရှုပ်ပါဘူးနော်အဲ့တော့ရင်ခုန်တယ်ဆိုတော့ဒီအသိအဆန်းတွေးပြီးတော့ကြံတဲ့စိတ်လေးကရင်ခုန်တဲ့စိတ်ကလေးဆိုလို့ရှိရင်ဒါနှလုံးသားပေါ့နော် မှန်ပါပါဗျာ စိတ်ဖြစ်တဲ့ဒီအခြေခံလေးရတာနှလုံးလို့ပြောမှာပေါ့အဲ့ဒါနှစ်ခုကိုခြုံငုံပြီးတော့ဟရိယဝတ္ထုမြတ်စွာဘုရားကဝတ္ထုယုတ်လို့ဒီလိုခေါ်ရတယ်နော် မှန်ပါပါဗျာ အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျဘယ်နှခုရှိသွားတော့6ခုဟောစက္ခုသောတာဂါနဇီဝကာယဟရိယဟောစိတ်ဖြစ်တဲ့နေရာဟာဒီဒါတွေမရှိဘဲနဲ့ကြောက်တုံးမှာစက္ခုလည်းမရှိဘူးသောတာလည်းမရှိဘူးခန္ဓာလည်းမရှိဘူးဇီဝလည်းမရှိဘူးကာယလည်းမရှိဘူးဟရိယလည်းမရှိဘူးဆိုတော့ကြောက်တုံးထဲမှာဘယ်စိတ်ဖြစ်နိုင်မလဲခုနမိจิตဖူးလေးကိုချစ်ရတယ်ဆိုတဲ့အထဲမှာကြည့်ချစ်မိထွက်တယ်ဆိုတဲ့အထဲမှာခုန gas ရှိတယ်လေအဲ့ဒီလိုအခြေအနေကောင်းလေးတွေကိုပြောတာ potentiality possibility ဆိုတာနေရာတကာမှာတော့ဘယ်ရှိမလဲဟုတ်ကဲ့လား မှန်ပါပါ အဲ့ဒါလေးတွေရှိနေလို့ရှိရင်အကြောင်းတစ်ခုပေါင်းစပ်လိုက်တာနဲ့တပြိုင်နက်စိတ်ဟာဘွားကနေပေါ်လာတာပဲပေါ်လာတဲ့စိတ်ပဲဒါဖြစ်တဲ့တရားအဖြစ်တရားအရှိတရားမဟုတ်ဘူးရှိဆိုတာကတူလောင်ထားတဲ့အရာကိုဒါကိုပြောတာနော် မှန်ပါပါဗျာ ငါကရှိနေတဲ့အရာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့စိတ်ရဲ့မိယာဝတ္ထုယုတ်6မျိုးလို့ဒါကြောင့်မို့ခေါ်တာဝတ္ထုဆိုတာ base ပဲ mental base of mind စိတ်ရဲ့အခြေခံယုတ်ခုနကမိဖြစ်ဖို့ရာအတွက်အခြေခံအကြောင်းတရားအတန်ပေါ်ဖို့ရာအတွက်အခြေခံဆိုတာလိုပဲစိတ်ဖြစ်ဖို့အတွက်အခြေခံမိယာတွေဒီ6ခုရှိရမယ်တဲ့ မှန်ပါပါဗျာ ကဲစီကြီးတော့ရှိပါတယ်စောင်းကြီးလည်းရှိတယ်ကျိုးနဲ့အိုးနဲ့ဒီတိုင်းထားတယ်တီးတဲ့လက်မရှိဘူးဆိုရင်တော့မြည်ပါမလား မမြည်ပါဗျာ အေးစီကြီးတော့ရှိတယ်ဘယ်သူမှလာပြီးလက်နဲ့လည်းမတီးဘူးဒုံးနဲ့လည်းမခောက်ဘူးဆိုရင်မမြည်ဘူးအဲ့ဒါမျိုးလိုပဲမျက်စိတော့ရှိတယ်အပြင်မှာဒုံးနဲ့အလားတရံတူတဲ့လက်နဲ့အလားတရံတူတဲ့အာယုံကလာပြီးမတိုက်ဘူးဆိုရင်အတန်ခုနကစီမှာလက်နဲ့မတီးရင်အတန်မထွက်တယ်လို့ပဲမျက်စိကိုရူပါယုံကလာပြီးတော့မတိုက်ဘူးဆိုလို့ရှိရင်မထိကပ်ဘူးဆိုလို့ရှိရင်မြင်သိစိတ်ပေါ်နိုင်မှာမလား မပေါ်နိုင်ပါဗျာ အဲ့ဒီသဘောလေးတွေကိုစဉ်းစားကြည့်မြင်သိစိတ်ဆိုတာရှိနေတာမဟုတ်ဘူးခုကြည့်ရူပါယုံကလာတာအဲ့တော့ရူပါယုံဆိုတဲ့ဒီအစင်းလေးကဘာနဲ့ဥပမာတူတော့ဆိုရင်စီတီးတယ်ဆိုတာတော့လက်နဲ့တီးရင်ရူပါယုံကလက်နဲ့တူတယ်စီမျက်နှာပြင်ကစက္ခုပတ္တာရယုံနဲ့တူတယ်လို့ဒီလိုပြောရမှာပေါ့ မှန်ပါပါဗျာ အဲ့တော့ရူပါယုံနဲ့စက္ခုပတ္တာရနှစ်ခုဆုံလိုက်တာဟာဒါတိုက်ခိုက်လိုက်တာလို့ခေါ်တယ်ကြည့်တစ်ခုခုနဲ့ဝင်တိုက်လိုက်လို့ရှိရင်ဒိုင်းငနဲ့မမြည်ဘူးလား မြည်ပါတယ်ဗျာ ဒါလည်းပဲသူ့တဘာဝတွေရဲ့စွမ်းအားဟာပြင်းထန်တယ်နော်တိုက်ခိုက်မှုကကြည့်တိုက်ခိုက်မှုကလျှက်စစ်မီးကြိုးနှစ်ခုတိုက်တဲ့အခါမီးတွေမထွက်ဘူးလား ဟုတ်ပါတယ်ဗျာ အဲ့ဒါမျိုးလိုပဲဒါတိုက်ခိုက်မှုလို့ခေါ်တယ်မျက်စိနဲ့ဒီခုနကအဆင်းအာယုံနှစ်ခုဆုံလိုက်တာဒါတိုက်လိုက်တာပဲဒိုင်းငနဲ့ဆိုတဲ့အတန်ထွက်သွားတယ်လို့ပဲအသိစိတ်လေးရဲ့ဘွားကနေပေါ်လာတာကြည့် မှန်ပါပါဗျာ ဒီသဘောကိုပြောတာရှိနေတာမဟုတ်ဘူးပေါ်လာ
ဖြစ်လာအကြောင်းကြောင့်ဒါဝိမြတ်စွာဘုရားကသုတ်တန်ဒီမှာဟောတယ်လေကြည့်အဲ့ဒါလေးမပြောခင်တခုမှတ်လိုက်အောင်အာယုံ6ပါးဆိုမှတ်လိုက်ခုနကစိတ်ရဲ့အခြေခံ base တွေကဝတ္ထုယုတ်က6ခုအဲ့ဒီဝတ္ထုယုတ်6ခုဟာအခြေခံအဲ့ဒီအခြေခံကိုလာပြီးတော့တိုက်မဲ့အကြောင်းတရားကအာယုံလို့ခေါ်တယ်စိတ်ရဲ့ပျော်မွေ့ရာစိတ်ရဲ့ပျော်မွေ့ရာဖြစ်လို့အာယုံလို့ခေါ်တာစိတ်ကနေပြီးတော့ဒီစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဘယ်ကိုသွားတာတုံးဆိုအဲ့ဒီကိုရောက်သွားတာအာယုံကိုရောက်သွားတာနော်အဲ့ဒီအာယုံကစာပေလို့ပြောရင်တိကရူပါယုံဗမာလူမျိုးတွေကဒီဗုဒ္ဓရဲ့အဘိဓမ္မာဝေါဟာရတွေနဲ့ယဉ်နေပြီးသားပါရူပါယုံတဲ့မှန်လားရူပါယုံဆိုတာတခြင်းနဲ့တောင်ထည့်ဆိုးနေကြလေတာပဲတတ္ထာယုံတဲ့မျက်စိကမြင်ရတဲ့ဟာကိုရူပါယုံလို့ခေါ်တယ်ရူပအာရမဏရူပဆိုတာအစင်းအာရမဏဆိုတာစိတ်ရဲ့ပျော်မွေ့ရာဒါနှစ်ခုပေါင်းစပ်ပြီးတော့အာရမဏဆိုတဲ့စကားလုံးကိုအာယုံလို့ပြန်လိုက်တာရူပါယုံအတန်ဒီပင်လင်စိတ်ရဲ့ပျော်မွေ့ရာဖြစ်လို့တတ္တယုံစိတ်ရဲ့ပျော်မွေ့ရာဆိုတော့ဟိုလိုလည်းမတွေးလိုက်နဲ့အောင်နော်စူညာနဲ့အတန်နဲ့စိတ်ကမပျော်ဘူးမှန်လားပါဟုတ်ကဲ့လားဂီတတန်နဲ့တော့ပျော်တာပေါ့အဲ့ဒါလို့ပျော်တာမျိုးမဟုတ်ဘူးဒီစိတ်ဟာအာယုန်နဲ့ကင်းပြီးတော့မဖြစ်တော့ဒီအာယုန်ပေါ်လာတာနဲ့တပြိုင်နက်စိတ်ကရောက်သွားတာတောကလေးတွေပေါ့ဘေထိဆိုရင်ရောက်လာကြတာဟုတ်လားတချင်းတန်ကြရင်ဝင်လာကြပြေးလာကြတာဟောအဲ့ဒါမျိုးလို့ပေါ့စိတ်ကလည်းပဲအာယုန်ရှိရာကိုရောက်သွားတာကိုဒီလိုဆွလို့တယ်နော်မှန်လားပါဗျာကဲနောက်တစ်ခုကခန္ဓာယုံနဲ့အနတ်ဒီပင်စိတ်ရဲ့ပျော်မွေ့ရဖြစ်လို့ခန္ဓာယုံနောက်ရတ္တယုံအရသာလျာနဲ့သိရတဲ့အရသာချိုးတယ်ချင်းတယ်ငံတယ်စက်တယ်ခါတယ်ဆိုတဲ့အရသာအဲ့ဒီအရသာလည်းစိတ်ရဲ့ပျော်မွေ့ရဖြစ်သောကြောင့်ရတ္တယုံဖုဋ္ဌဗာယုံဆိုတာဖုဋ္ဌဗာဆိုတာခန္ဓာကိုယ်ကိုလာထိတာဖုဋ္ဌဗာဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးကြည့်ရူပယုံဆိုတာခုနရုပ်ရှိခုထဲမှာပါတဲ့အစင်းကလေးနော်မှန်လားပါဗျာတတ္တယုံဆိုတာအကြောင်းကြောင့်ပေါ်လာတဲ့အပံကလေးခန္ဓာယုံဆိုတာခုနရုပ်ရှိခုအစုထဲမှာပါနေတဲ့အနံ့ကလေးရတ္တယုံဆိုတာလည်းရုပ်ရှိခုအစုထဲမှာပါနေတဲ့အရသာကလေးနော်မှန်လားပါဗျာဖုဋ္ဌဗာယုံဆိုတာဘယ်သူပြောတာတုံးဆိုရင်ပထဝီရေတိဇောရေဝါယောရေအဲ့ဒီသုံးခုကိုပြောတာကြည့်လေတခုစမ်းကြည့်လိုက်မယ်ဆိုရင်ထမင်းချက်တဲ့အခါမှာထမင်းစီလေးကိုခုခေတ်တော့ဒါတိုင်မာတွေဘာတွေနဲ့ချက်တာဆိုတော့စမ်းညမှာရှေးတုန်းကတော့ရောင်းမလေးနဲ့ကော်ပြီးတော့ထမင်းချက်မချက်နတ်မနတ်စမ်းရတယ်ပြီးတော့မှငှဲ့ပြရတာခုခေတ်တော့ဒါသိပ်မစမ်းကြတော့နော်ရှင်းတော့ကဒီလိုအမျိုးသမီးတွေဆိုတာတော်တော်များများမိဖို့ကြောင့်ထဲမှာနေပြီးထမင်းချက်ရတာမှန်ပါပါဗျထမင်းချက်ရတဲ့အခါကျတော့ဘာလို့ရတော့ဆိုလို့ရှိရင်ထမင်းနတ်မနတ်ကိုလက်ကလေးနှစ်ချောင်းနဲ့စမ်းကြည့်ရတဲ့အလေးထားရှိခဲ့တယ်တစ်ချိန်တုန်းကပြောတာနော်ခဏခေတ်အမျိုးသမီးတွေမပြောပါဘူးအဲ့တော့အမျိုးသမီးတွေကိုမနတ်ကြီးကဘယ်လိုပြောတော့ဆိုရင်ဘိက္ခုနီမတယောက်တောထဲမှာနေတဲ့အခါကျတော့ဒီလောက်လေးနဲ့တဲ့တရားကိုတဲ့နင့်လိုလက်နှချောင်းပညာလေးနဲ့သိနိုင်ပါမလားလို့ပြောတာနင့်လိုလက်နှချောင်းပညာလေးနဲ့မသိနိုင်ဘူးလို့မနတ်ကြီးကဒီလိုပြောခဲ့ဘူးလေနတ္တံတွင်ကုလပညာယနတ္တံတွင်ကုလပညာယလက်နှချောင်းပညာလေးဆိုတာအဲ့ဒါထမင်းချက်တဲ့အခါမှာစမ်းကြည့်တဲ့ဟာလေးကိုပြောတာမှန်ပါဗျာနော်ဒီကနေ့ခေတ်တော့လက်နှချောင်းပညာတောင်မရှိတော့ဘူးအဲ့ဒီလက်နှချောင်းလေးနဲ့စမ်းပြီးတော့မှသိတဲ့အတိကလေးနဲ့ဒီထူးခြားနေတဲ့တရားတွေသိနိုင်ပါမလားလို့မနတ်ကနှိမ်ပြီးတော့ပြောတဲ့စကားအဲ့ဒီစကားအဲ့တော့ဟိုကဘိက္ခုနီမကလည်းဘယ်ခံမလဲနော်မှန်ပါအမြဲတမ်းထူးခြားတဲ့တရားတွေကိုငါသိပြီးပြီမင်းလာမပြောနဲ့ပေါ့ဟုတ်လားလာမပြောနဲ့ငါသိပြီးနေပြီ
တန်ရုပ်ထဲမှာဘိက္ခုနီတန်ရုပ်မှာဒီအကြောင်းလေးတွေပါတယ်စိတ်ဝင်စားစရာလေးတွေပေါ့မှန်လားပါအဲ့ဒီမှာပြောချင်တာကဘာလို့ဆိုရင်ကြည့်လေထမင်းစီလေးနတ်မနတ်စမ်းတဲ့အခါမှာပြော့သလားမာသလားစမ်းတာမဟုတ်လားမှန်လားပါဗျာစမ်းလို့ရှိရင်ပြော့သလားမာသလားစမ်းလို့ရှိရင်ပထဝီကိုတွေ့တာပဲမှန်လားပါပထဝီရဲ့သဘောကိုစမ်းတာအဲ့လိုမဟုတ်ဘဲနဲ့ပူသလားအေးသလားစမ်းတဲ့အခါကျတော့အပူအေးကိုတွေ့တာပေါ့မှန်လားပါဗျာဒီထဲကနေပြီးတော့တွန်းကန်နေတဲ့သဘောကိုအာယုံပြုတဲ့အခါကျတော့ဝါယောကိုတွေ့တာပေါ့ဘောလုံးကိုစမ်းလိုက်လို့ရှင်ဘောလုံးလေးကပြန်ဖောင်းတာပြန်တွန်းတဲ့သဘောလေးရှိတယ်မဟုတ်လားမှန်လားပါဗျာအဲ့ဒါမျိုးကိုစမ်းရင်ဣသလားမာသလားလို့စမ်းတဲ့အခါမှာခုနတွန်းကန်တဲ့သဘောလေးတွေ့လို့ရှင်ဝါယောကိုတွေ့တာပေါ့အဲ့တော့ဖုဋ္ဌဘာယုံလို့ဆိုတာဟာပထဝီရေတေဇောရေဝါယောဒါကိုပဲခေါ်တာမှန်လားပါဒါပေမဲ့ဒီသုံးမျိုးလုံးကိုတခါတည်းနဲ့သိနိုင်သလားဆိုမသိဘူးသူကကိုယ်စိတ်ကူးရကိုသိချင်တဲ့ဟာကိုပဲအာယုံတစ်ခုပဲပြုတယ်ဒါမှမဟုတ်လို့ပြောသလားမာသလားဆိုရင်ပြောတယ်မာတယ်တည်းသိမယ်ပူသလားအေးသလားဆိုရင်ပူတာအေးတာပဲသိမယ်ဟုတ်လားတင်းသလားရော့သလားလို့ကြည့်မယ်ဆိုလို့ရှိရင်ခုနဝါရောပဲသိမယ်အဲ့ဒါကြောင့်မလို့ဖုဋ္ဌဘာယုံလို့ဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးပထဝီတေဇောဝါယောဒီမဟာဘုတ်၃ပါးကိုခေါ်တာတဲ့အာဘောဆိုတာတော့ဖုဋ္ဌဘာယုံမဟုတ်သည်ကြောင့်ထိတွေ့ပြီးစမ်းသပ်လို့မရဘူးတဲ့ဒါဖြင့်တပည့်တို့ရေနေစဉ်ကိုင်းနေကြတာဗျာရေကိုင်းနေတာပဲရေထိလို့မရဘူးလားလို့တွေးမိကောင်းတွေးမိကြလိမ့်မယ်နော်အေးရေထိတဲ့အခါကျတော့ဘာတတိပြုမိတာတော့ရေအေးသလားရေပူသလားအေးတယ်ပူတယ်ဆိုတာရေဟုတ်ကလားဟုတ်ပါဗျာတေဇောကိုပဲတွေးနေတာရေတွေးတာမဟုတ်ဘူးမှန်လားဟုတ်ကလားမှန်လားဒါဖြင့်ရေကိုဗျမ်းကနေချလိုက်တဲ့အခါကျတော့ရေရဲ့တုံ့ပြန်မှုတဲ့ပြော့တဲ့သဘောမာတဲ့သဘောမတွေ့ဘူးလားတွေ့ရပါတယ်ဗျာအဲ့ဒါကပထဝီကိုတွေ့တာရေတွေ့တာအာဘောကိုတွေ့တာမဟုတ်ဘူးတဲ့ဟုတ်ကလားမှန်လားပါဗျာနောက်ရေရဲ့လှုပ်ရှားတွန်းကန်မှုတွေကိုတွေ့တဲ့အခါကျတော့ဝါယောကိုတွေ့တာရေတွေ့တာမဟုတ်ဘူးတဲ့ရေဆိုတာဟာလက်နဲ့စမ်းလို့ရတဲ့အရာမဟုတ်ဘူးဒီလက်နဲ့စမ်းလို့ရနေတဲ့ဟာကခုနပထဝီပဲစမ်းလို့ရမယ်တေဇောကိုပဲစမ်းလို့ရမယ်ဝါယောကိုပဲစမ်းလို့ရမယ်အဲ့တော့ဒီအာဘောဆိုတာကအရေးပြောနေတာသဘောကလေးဟာစိတ်နဲ့ပဲသိလို့ရတယ်လို့ပြောတာမှန်လားဒါကြောင့်မို့လို့ဒီအာဘောဆိုတဲ့ဟာဒီဖုဋ္ဌဘာယုံထဲမှာမပါဘူးလို့ပြောတာနော်မှန်လားပါဗျာအေးကောင်းပြီရေတောက်တဲ့ခါမှာလဲရေအေးအေးလေးတောက်ချင်တယ်တို့ပူပူလေးတောက်ချင်တယ်တို့ဆိုဟာတေဇောပဲလုံနေတာပဲဟုတ်တယ်မဟုတ်လားအရေးဖြစ်နေတဲ့သဘောလေးကိုပြောတာမဟုတ်ဘူးတဲ့အရေးဖြစ်နေတဲ့သဘောကအာဘောလေးကအဲ့ဒါထိလို့မရဘူးလို့ပြောတာနော်ဟုတ်ပါအေးကောင်းပြီဒါကြောင့်မို့ရူပယုံတတ္တယုံကန္နာယုံရတ္တယုံဖုဋ္ဌဘာယုံဒါတွေကယုတ်တရားတွေကြီးပဲမဟုတ်လားမှန်ပါပါဗျာမနေ့ကပြောထားခဲ့တဲ့ယုတ်တရားတွေတဲကတွေကြီးပဲရူပယုံတတ္တယုံကန္နာယုံရတ္တယုံဖုဋ္ဌဘာယုံနောက်ဆုံးမှာအာလုံးစိတ်နဲ့သိလို့ရတဲ့အာယုန်တွေမှန်တယ်ဗျနိဗ္ဗာန်အပါဝင်အမြင်ပညာတွေအပါဝင်စိတ်တွေစေတသိက်တွေစိတ်ကိုလည်းစိတ်နဲ့သိလို့ရတယ်စေတသိက်ကိုလည်းစိတ်နဲ့သိလို့ရတယ်နော်နန္တရားတွေကိုလည်းတခြားနန္တရားနဲ့သိလို့ရတယ်အဲ့ဒီလိုသိလို့ရတဲ့အာယုန်ဖြစ်တာတွေအကုန်ပေါင်းပြီးတော့ဓမ္မယုံလို့ခေါ်တာဒါဖြင့်ကံမြင့်ဓမ္မယုံကြတော့ဘာကြောင့်ခေါ်တာဒါကတော့တရားဓမ္မကိုအာယုံယူတဲ့နေရာဖြစ်လို့ဓမ္မယုံခေါ်တာစာထဲမှာပါတဲ့အာယုံ6ပါးထဲမှာပါတဲ့ဓမ္မယုံဆိုတာစိတ်နဲ့သိလို့ရတဲ့အခြားအာယုံတွေလို့ပြောတာနော်မှန်ပါပါဗျာစိတ်နဲ့သိလို့ရတယ်တတ္တယုံဆိုတာကြာတိစိတ်နဲ့ပဲသိလို့ရတယ်ပေါ့ကြာတိစိတ်အခြေခံပြီးတော့သိတယ်ပေါ့နော်ကြာတိစိတ်ကအဓိကသိတယ်ထို့တူပဲခန္ဓာယုံနံတိစိတ်ရတ္တယုံလယတိစိတ်ဖုဋ္ဌဘာယုံထိတိစိတ်အဲ့ဒါတွေကအခြေခံပြီးတော့ကြံတဲ့ဟာတွေကြတော့ဓမ္မယုံဓမ္မအာယုံဒီဓမ္မဆိုတာဒီတရားကိုပြောတာမဟုတ်ဘူးအခြားစိတ်နဲ့သိလို့ရတဲ့အာယုန်တွေအတွေးတွေမှာပေါ်လာတဲ့အာယုန်တွေမှန်သမျှကိုအကုန်ဓမ္မယုံလို့ဒီလိုခေါ်လိုက်တာရုပ်အားလုံးဒီထဲမှာခုနရ
ရူပတတ္တကဏ္ဍရတ္တဖုတ္တပဆိုတာကလွဲရင်ဉာဏ်နဲ့ယုတ်တွေအကုန်လုံးဓမ္မထဲမှာပါသွားတယ် မှန်လားပါဗျာ စိတ်တွေအားလုံးဒီထဲမှာပါသွားတယ်စေတသိက်တွေအားလုံးဒီထဲမှာပါသွားတယ်ပညတ်တွေအားလုံးဒီထဲမှာပါသွားတယ်နောက်ဆုံးနိဗ္ဗာန်ထိအောင်ဒီထဲမှာပါသွားတယ်လို့ဒီလိုမှတ်ရမယ်အဲ့တော့အာယုံ6ပါးအာယုံ6ပါးနဲ့ဝဋ္ထုယုတ်6ပါးအဲ့ဒီနှစ်ခုဟာအမတန်မှအရေးကြီးတယ်တဲ့စိတ်ဖြစ်တာကိုရှင်းပြောဖို့ရာအတွက်အဲ့ဒီ6မျိုးစီကိုသိထားဖို့လိုအပ်တယ်လို့ပြောတာနော် မှန်လားပါ ဒီ6ခုစီကိုသိထားကဲနောက်တစ်ခုကဘာသိဖို့လိုတော့ဆိုလို့ရှိရင်ဓွာရလို့ခေါ်တဲ့တကားပေါက်ပေါ့အာယုန်နေဝင်နာသို့မဟုတ်အသိစိတ်တွေကအာယုန်နဲ့ဆက်သွယ်လို့ရတဲ့တကားပေါက်တွေအဲ့ဒီတကားပေါက်ကလည်းပဲ6ခုရှိတယ်အဲ့ဒါဓွာရ6ခုလို့ခေါ်တယ်အဲ့ဒီဓွာရ6ခုဆိုတာခုန base နဲ့အလားတန်တူတယ်စက္ခုပတာရယုတ်ကိုစက္ခုဓွာရလို့ခေါ်တယ်သောတာပတာရယုတ်ကိုသောတာဓွာရလို့ခေါ်တယ်ဂါဏပတာရယုတ်ကိုဂါဏဓွာရလို့ခေါ်တယ်ဇီဝပတာရယုတ်ကိုဇီဝဓွာရလို့ခေါ်တယ်ကာယပတာရယုတ်ကိုကာယဓွာရလို့ခေါ်တယ်နော်နောက်ပြီးတော့မနောဓွာရလို့ဆိုတဲ့မိုင်းတို့ကြတော့ဘဝင်စိတ်ကလေးကိုခေါ်တာတဲ့အဲ့ဒါကြတော့ဘဝင်စိတ်ဆိုတာကကံကနေဖန်တီးပြီးတော့ကံရဲ့အကျိုးဆက်အနေနဲ့ခန္ဓာကိုယ်ထဲမှာခုန potentiality အနေအထားမျိုးစိတ်တခြားစိတ်တွေပေါ်ဖို့ရအတွက်အခြေခံစိတ်သဘောမျိုးပေါ့နော် မှန်လားပါဗျာ အဲ့ဒီဘဝင်စိတ်လေးကရှိတယ်ဆိုတာခုနရှိနေတာမဟုတ်ဘူးသူလည်းသူ့အာယုံနဲ့သူ run လုပ်နေတာမိခင်ရဲ့ဝမ်းထဲမှာပထမဆုံးတရေတည်တဲ့စိတ်ကလေးဒီပင်လဲတစ်သက်လုံးဘဝင်စိတ်လို့ပြောင်းခေါ်ထားတာ မှန်လားပါ ပထမဆုံးဖြစ်တဲ့အချိန်ကိုတော့ပရိသေစိတ်လို့ခေါ်လိုက်တယ်နောက်ထပ်ဒီစိတ်မျိုးထပ်ပေါ်တဲ့အခါကျတော့ဘဝင်စိတ်လို့ခေါ်တယ်နောက်ဆုံးဖြစ်တဲ့စိတ်ကျတော့သုတိစိတ်လို့ခေါ်တယ်ဒါကြောင့်မို့ပရိသေစိတ်ရဲ့ဘဝင်စိတ်ရဲ့သုတိစိတ်ရဲ့ဆိုတာတဘဝတာမှာလုံးဝတူတယ်လို့မှတ်ထား မှန်လားပါဗျာ ဒီစိတ်တစ်ခုတည်းပဲဒီတစ်မျိုးတည်းပဲလို့ဆိုလို့လေပြောင်းတာမဟုတ်ဘူးเนาะဒါပြင်သာဝရရှိနေတာလားလို့ဆိုရင်တော့မရှိဘူးသူလည်းပေါ်နေတဲ့ဟာတွေပဲသူကပေါ်တာတော့အဓိကကံလေးဟူသောအကြောင်းတရားပေါ်မှာအခြေပြုပေါ်တာကျန်တာတွေကကံကိုအခြေပြုပေါ်တာမဟုတ်ဘူး potentiality အကြောင်းပေါ်မှာဖြစ်နိုင်တဲ့အနေအထားပေါ်မှာပစ္စုပန်အကြောင်းတရားတွေကနေပေါင်းစုံလိုက်တဲ့အခါကျတော့မှပေါ်လာတာကျန်တာတွေကเนาะ မှန်လားပါဗျာ ဘဝင်စိတ်ဆိုတာပစ္စုပန်အကြောင်းနဲ့ဘာမှမဆိုင်ဘူးသူ့ဘာသူအတိတ်ကကံတရားရဲ့စွမ်းအားနဲ့သူကပေါ်နေတာ မှန်လားပါဗျာ ဘဝင်စိတ်ကဒါကြောင့်မို့ဘဝင်စိတ်သည်မျက်စိကမြင်တဲ့အာယုံကိုအာယုံမပြုတ်ဘူးနားကကြားတဲ့အတန်ကိုအာယုံမပြုတ်ဘူးမသိဘူးအာယုံမပြုတ်ဘူးဆိုတာမသိဘူးလို့ပြောရမယ်နော် မှန်လားပါ စိတ်ဆိုတာသိတာဘဝင်စိတ်လေးသည်မျက်စိကမြင်တဲ့အဆင်းကိုမသိဘူးနားကကြားတဲ့အတန်ကိုမသိဘူးနှာခေါင်းကနံတဲ့အနံ့ကိုမသိဘူးလျှာကလျက်တဲ့အရာတာကိုမသိဘူးခန္ဓာကိုယ်အထိလည်း तू ကမသိဘူးအတွေးစိတ်တွေထဲမှာလည်းပဲ तू မသိလားဘူးအတွေးအာယုန်တွေကြောင့်လည်း तू မသိဘူးတဲ့ तू ကသူ့ဟာ तू ကြည့်နေအိတ်နေသိလား မသိပါဗျာ အိတ်နေရင်စိတ်ကတော့ရှိနေတာပဲဘာရှိတာတုံးဆိုဘဝင်စိတ်ကဖြစ်နေတာ तू ကဘာနဲ့သွားနေရတာတုံးဆိုရင်သူ့ကိုဘာနဲ့ခုခေတ်လို့ပြောရင်ဘာနဲ့ run နေတာတုံးပေါ့ဟုတ်လားဘာနဲ့ तू ကဖြစ်ပြီးတော့နေတာတုံးဆိုကံရဲ့စွမ်းအင်နဲ့ဖြစ်နေတာသူကံရဲ့စွမ်းအားကတွန်းထားလိုက်တာသူကတွန်းပြီးတော့လွတ်လိုက်တာဥပမာပဲဒုံးမြန်တစ်ခုကိုအရှိန်နဲ့ပြစ်ထည့်လိုက်တဲ့အခါကျတော့ဒီအရှိန်မကုန်မချင်းဒုံးမြန်ကြီးကသွားနာပဲမှတ်လား မှန်လားပါဗျာ နောက်ထပ်ပြစ်ဖို့လိုသေးလား ဟုတ်ပါဗျာ မလိုဘူးအရှိန်ကုန်တဲ့ချိန်မှာသူကျသွားမှာပြစ်လွတ်လိုက်တဲ့စွမ်းအား energy နဲ့သူအရှိကို push လုပ်လိုက်တဲ့အတိုင်းပဲတွန်းလွတ်လိုက်တဲ့အရှိန်အားနဲ့ပဲသူသွားနေတာ မှန်လားပါ အရှိန်ကုန်တဲ့ချိန်ရမှာအဲ့တော့လူမှလည်းပဲထို့တူပဲဒီဘဝင်စိတ်ဆိုတဲ့ပရိသေစိတ်ကလေးကနေစပြီးတော့လှုပ်ပေးလိုက်တဲ့ဟာကဒီစွမ်းအားနဲ့တွန်းလွတ်လိုက်တဲ့ကံရဲ့အရှိန်နဲ့သူကသွားနေတာနောက်ဆုံးမှအရှိန်ကုန်သွားတဲ့အခါသုတိဆိုပြီးတော့သေသွားရတဘောပြီးသွားတာ မှန်လားပါဗျာ အဲ့တော့မွေးတဲ့စိတ်ရဲ့သေတဲ့စိတ်ရဲ့ဈာထဲမှာအိတ်နေတဲ့စိတ်တွေတူတူပဲတဲ့ဒါကံရဲ့စွမ်းအားနဲ့သွားနေတာ မှန်လားပါ မျက်စိကမြင်လို့အခုလောလောဆယ်ပစ္စုပန်ဘဝနဲ့သူတို့ကဘာမှမဆိုင်ဘူးလို့
အာယုန်တွေကြောင့်ဖြစ်လာတာမဟုတ်ဘူးကဲအာယုန်တွေကြောင့်ဖြစ်နေတဲ့စိတ်ကလေးကိုပြောအောင်ဒီအခုပြောရတဲ့ဝတ္ထုယုတ်6ပါးကိုမှတ်ထားရမယ်အာယုန်6ပါးဆိုတာကိုမှတ်ထားရမယ်တကား6ပေါက်ဆိုတာမှတ်ထားရမယ်အဲ့တော့တကား6ပေါက်နဲ့ဒီအခြေခံဝတ္ထု6မျိုးဆိုတာကစင်စင်လေးလုံးဝတူတယ်ရှေ့5ခုကနောက်ဆုံးတစ်ခုကြတော့ခုနကဟရယဆိုတာနဲ့မိုင်းဒိုဆိုတာဒီဘဝင်စိတ်လေးရဲ့မနောဒွါရဆိုတာကြတော့ကွဲပြားခြားနားမှုရှိတယ်ဆိုတာမနောဒွါရဆိုတာကနန္တရားဟရယဝတ္ထုဆိုတာယုတ်တရားအဲ့ဒီနေရာလေးမှာနန္တရားပါတယ်အဲ့ဒါလဲသိပြီးတတိချက်စရာကောင်းတဲ့အချက်တစ်ခုပဲနန္တရားပေါ်ဖို့ရအတွက်နန္နချင်းအခြေပြုတယ်ဆိုတဲ့သဘောကိုပါတယ်ဟုတ်ကဲ့လားမှန်လားပါဗျာကဲကောင်းပြီသုတ်တံပါဠိတော်တွေမှာမြတ်စွာဘုရားကမြင်သိစိတ်လေးပေါ်လာပုံကိုဟောတယ်သက္ခုံဇဘိကဝေပဋိစ္စရူပေသဥပ္ပစ္စတိသက္ခုဝိညာဏဘိကဝေจิตာယံတို့သက္ခုံစမျက်စိကို၎င်းရူပေသအဆင်းအာယုန်တို့ကို၎င်းပဋိစ္စဆွဲမြည်၍သက္ခုဝိညာဏံသက္ခုဝိညာဉ်လို့ဆိုတဲ့မြင်သည့်စိတ်ကလေးဟာဥပ္ပစ္စတိဖြစ်ပေါ်၍လာရပါပေတော့ဤသုတ်တံပါဠိတော်မှာဟောတဲ့စကားမှန်ပါပါဗျာဒါလက်တွေ့နဲ့စဉ်းစားကြည့်ပါလေမြင်သိစိတ်ကလေးဟာမျက်စိမရှိဘဲနဲ့ပေါ်နိုင်မှာမလားပေါ်နိုင်ပါဗျာအေးမျက်စိနဲ့ရူပယုံဒီနှစ်ခုဆုံမိတဲ့အခါမှာမြင်သိစိတ်လေးမြင်လို့ဩငါဘု து မြင်လိုက်တယ်တစ်ပင်မြင်တယ်မီးအောင်မြင်တယ်စသဖြင့်မြင်မှုတွေကိုအမျိုးမျိုးနာမည်တက်ပြီးပြောကြတာမမြင်ရရင်မြင်တယ်လို့ပြောလို့ရမလားမရပါဘူးမရဘူးဒါကြောင့်မို့သက္ခုပတ္တာရဆိုတဲ့အခြေခံသက္ခုဝတ္ထုဆိုတာရဲ့ရူပယုံဆိုတာရဲ့ဒီနှစ်ခုဆုံလိုက်တဲ့အချိန်လေးမှာလက္ခဏာပေါ်သွားတဲ့သဘောမှန်ပါပါဗျာခုနစီကလေးကိုလက်နဲ့တီးလိုက်တဲ့အခါမှာအတန်လေးပေါ်လာတဲ့သဘောစောင်းကလေးကိုလက်ညှိုးလေးတင်ပြီးတော့လက်ကလေးတွေတင်ပြီးတော့လက်ချောင်းလေးနဲ့တီးခတ်လိုက်တဲ့အခါမှာအတန်ပေါ်လာတဲ့သဘောပဲမှန်ပါပါဗျာဝတ္ထုယုံနဲ့ဝတ္ထုနဲ့အာယုံပေါ့ဝတ္ထုနဲ့အာယုံနဲ့ဆုံစည်းလိုက်တဲ့အခါမှာတိုက်ခိုက်မှုရဲ့စွမ်းအားကြောင့်ဟောဒီအသိစိတ်လေးတွေဖြစ်ပြီးပေါ်လာတာလို့ဒါနန္တရားတွေပေါ်လာတာအဲ့ဒီတိုင်းပဲပေါ်လာဒါဖြင့်စဉ်းစားကြည့်ဖို့ဒီမြင်သိစိတ်လေးဟာမျက်လုံးထဲကထွက်လာတာလားလို့ဆိုမဟုတ်ဘူးစောင်းတန်ဟာစောင်းထဲကထွက်လာတာလားလို့ပြောလို့မရဘူးစောင်းထဲမှာရှိနေမှထွက်လို့ရမှာဘူးเนาะမှန်ပါပါဗျာပေါ်လာတာပဲအကြောင်းကြောင့်ပေါ်လာတာလို့ပဲပြောရမယ်အဲ့တော့မြင်သိစိတ်လေးဟာလည်းမျက်လုံးထဲကထွက်လာတာလည်းမဟုတ်ဘူးမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုန်တွေကနေပေါ်လာတာလည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုစကြားမှာပေါ်လာတာလည်းမဟုတ်ဘူးတဲ့ဒါဖြင့်ဘာကြောင့်ပေါ်တာတော့ဟေတုံပဋိစ္စတံဘူတာအကြောင်းတရားကြောင့်ပေါ်တာမှန်ပါပါဗျာအကြောင်းတရားကဘာတော့ဆိုရင်မြင်သိစိတ်လေးရဲ့မျက်စိပတာသက္ခုပတာရယုတ်ဆိုတဲ့ဝတ္ထုယုတ်လေးရဲ့ရူပယုံဆိုတဲ့အာယုံလေးရဲ့အဲ့ဒီနှစ်ခုဆုံစည်းသွားတဲ့အချိန်မှာတိုက်ခိုက်မှုရဲ့စွမ်းအားနဲ့ပေါ်လာတာမှန်ပါပါဗျာကျုပ်နှစ်ခုဆုံလိုက်တာဟာတိုက်ခိုက်လိုက်တာပဲလျှက်စစ်မီးကြိုးနှစ်ခုခတ်လိုက်တယ်လို့ပဲသူကလည်းတိုက်သွားတာပဲเนาะမှန်ပါပါဗျာအဲ့ဒီလိုတိုက်ခိုက်လိုက်တဲ့အခါမှာလက္ခဏာပေါ်လာတယ်လို့ပဲဒီအသိစိတ်ကလေးကပေါ်လာပါတယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာမှန်ပါပါဗျာအဲ့ဒီထဲမှာလည်းပဲအဓိကဖြစ်တဲ့မျက်စက္ခုပတ္တာရယုတ်နဲ့ရူပယုံဒီနှစ်ခုကိုပဲမြတ်စွာဘုရားဟောထားတယ်အခြားဒီအကူအညီအကြောင်းတရားတွေကလည်းလိုအပ်သေးတယ်ဘာတော့ဆိုလို့ရှိရင်ဒါဖြစ်ဖို့အတွက်အလင်းအောင်လေးလိုသေးတယ်ဟောအလင်းမရှိလို့ရှိရင်လည်းအမှောင်နေမမြင်နိုင်ဘူးမှန်ပါပါဗျာဒါကြောင့်မို့လို့မျက်စိလည်းရှိတယ်အဆင်းအာယုံလည်းရှိတယ်မြင်ဖို့ရာအတွက်ဒီနှစ်ခုကြားမှာအလင်းလိုတယ်နောက်တစ်ခုကျတော့နှလုံးသွင်းဖို့လိုသေးတယ်လို့ပြောတာအသိစိတ်နှလုံးသွင်းဆင်ခြင်မှုလေးလိုသေးတယ်တဲ့ပေါင်းလိုက်တဲ့အခါကျတော့အကြောင်း၄မျိုးမဖြစ်ဘူးလားအဲ့ဒီအကြောင်း၄မျိုးကြောင့်မြင်သိစိတ်ဆိုတဲ့ဒီနံတရားလေးတွေပေါ်လာတာပါတဲ့ငကိုကဒီထဲမှာရှိနေတာမဟုတ်ပါဘူးတဲ့ဘယ်နေရာမှရှိနေတာမဟုတ်ပါဘူးပေါ်လာပြီးတဲ့နောက်လေသူ့ရဲ့အချိန်ပိုင်းအတိုင်းအတာလေးအတွင်းမှာပဲပျက်စီးသွားတယ်မှန်ပါပါဗျာအဲ့ဒါကိုမြတ်စွာဘုရားကအနိစ္စလို့ခေါ်တာပဲ
အဟုတ်တဝါတံဘောတိဟုတ်တဝါပฏิဝေတိအနိစ္စရဲ့အဓိပ္ပာယ်ကိုအနုပရသုတ်တံမှာဒီလိုရှင်းတာအဟုတ်တဝါဘယ်နေရာမှရှိနေတာမဟုတ်ဘဲနဲ့တံဘောတိအကြောင်းဆုံတဲ့အခါမှာပေါ်လာတယ်အကြောင်းကထုတ်လို့ပေါ်လာရတယ်ဟုတ်တဝါအကြောင်းဆုံလို့ဖြစ်ပေါ်လာပြီးတဲ့နောက်မှာလဲပฏิဝေတိပျောက်ကွယ်ပြီးတော့သွားတယ်ဒါဟာအနိစ္စလို့ဆိုတယ် မှန်လားပါဗျာ ဘယ်နေရာမှရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ပေါ်လာတာဆိုပါစို့ခုနကအတန်လေးဟာငကွာရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်တဲ့အခါမှာအတန်လေးပေါ်လာတယ်ပေါ်လာပြီးတော့ဒီအတန်လေးဟာတီးနေသလားဆိုမတီးဘူးပျောက်သွားပြန်တယ်အဲ့ဒီသဘောကိုပြောတာနော် မှန်လားပါဗျာ အဲ့ဒါအနိစ္စဆိုတာအဲ့ဒါကိုပြောဟိုမမြဲဘူးဆိုတာလေးကပြောတာအပေါ်ယံလေးပြောကြတာမမြဲဘူးဆိုတာမမြဲဘူးရှိတော့ရှိနေတယ်လို့ဒီလိုထင်ကောင်းထင်နေလိမ့်မယ်မဟုတ်ဘူးငကောရှိနေတာမဟုတ်ဘူးတဏှာမှာရှိနေတာမဟုတ်ဘူးရှိမနေပဲနဲ့အကြောင်းတရားကြောင့်ပေါ်လာလိုက်တယ်ပေါ်လာပြီးတဲ့နောက်မှာပျောက်သွားတယ်ဒါကိုအနိစ္စလို့ပြောတာနော် မှန်လားပါဗျာ အေးကောင်းပြီအဲ့ဒီမှာနန္တရားတွေဟာဒီပုံဒီနည်းဖြစ်လာတာဟေတုံပဋိစ္စသံဗုဒ္ဓဟေတုပင်ကနေရုစတိအကြောင်းတရားတွေပျက်စီးသွားရင်သူတို့လည်းပျက်စီးသွားတာ မှန်လားပါဗျာ အားလုံးဟာအကြောင်းတရားပေါ်မှာမိတီပြီးတော့ပြတ်သွားတာမိတီပြီးတော့ဖြစ်ရတယ်အကြောင်းတရားတွေပြတ်ရင်သူတို့လည်းပြတ်တယ်ဒီအသိစိတ်လေးဟာမျက်လုံးထဲကထွက်လာတာလည်းမဟုတ်ဘူးမြင်စရာရူပါယုံကထွက်လာတာလည်းမဟုတ်ဘူးသူတို့နှစ်ခုကြားကထွက်လာတာလည်းမဟုတ်ဘူးတဲ့အကြောင်းတရားကြောင့်ဖြစ်တာဥပမာမယ်စီတန်လေးလိုပဲတဲ့စီတဲကထွက်လာတာမဟုတ်ဘူးတိခတ်တဲ့ဒုက္ခလက်ကထွက်လာတာလည်းမဟုတ်ဘူးဒီနှစ်ခုကြားမှာသူအောင်းနေတာလည်းမရှိဘူးတဲ့ဟောတိခတ်ခြင်းတည်းဟူသောအကြောင်းကိုဆွဲပြုပြီးဒီအတန်လေးပေါ်လာတာပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဒါနန္တရားရဲ့သဘောတွေပဲ မှန်လားပါဗျာ နန်းဆိုတာအဲ့ဒီတိုင်းပဲကြည်မြတ်စွာဘုရားဆက်ဟောတယ်ထို့တူပဲသောတင်္စပဋိစ္စတတ္တေသဥပ္ပစ္စတိသောတာဝိညာဏဇာတိစိတ်ကလေးကလည်းဒီတိုင်းပဲတဲ့သောတာပတ္တရာယုတ်ဆိုတဲ့အခြေခံဝတ္ထုယုတ်ရဲ့တတ္ထာယုတ်ဆိုတဲ့အတန်ယုတ်ရဲ့အဲ့ဒီနှစ်ခုထိခိုက်လိုက်တဲ့အခါကျတော့ထိခိုက်တာလည်းအလွန်မြည်တယ်နော်ကောင်းငယ်မှကြည့်စီမရှိပဲနဲ့မိုးချိန်တာသိတယ်မဟုတ်လား မှန်လားပါဗျာ ဒီကမှဒုံနဲ့တိုက်ရိုက်တာမဟုတ်အပူနဲ့အေးအဲ့ဒီမှာတိုက်ခိုက်ပြီးတော့အတန်ကြီးတွေကအောက်ကတည်းကတီးတဲ့အတန်နဲ့တောင်ပြင်းထန်သေးတယ်နော် မှန်လားပါဗျာ မိုးကြိုးများပြစ်လိုက်ရင်ပိုးဆိုးသေးတယ် မှန်လားပါဗျာ အဲ့တော့ဒီမှာလည်းပဲနားထဲမှာအတန်နဲ့ခုနကသောတပတ္တာရနဲ့နှစ်ခုတိုက်လိုက်တာနဲ့တပြိုင်နက်ခုနအတန်သိတဲ့စိတ်ကလေးကပေါ်လာတယ်တဲ့ဒါလည်းနားထဲကနေထွက်လာတာမဟုတ်ဘူးတဲ့ဒီသိတဲ့စိတ်ဟာအကြောင်းကြောင့်ပေါ်လာတယ်ပိုရှင်းအောင်မိจิตဖူးလေးကိုပဲစဉ်းစားမိจิตဒီ gas မိจิตဖူးလေးပဲစဉ်းစား gas မိจิตမှာကြည့်နေမိရှိနေလို့ရှိရင်ပူမှာပေါ့လောင်မှာပေါ့မရှိဘူးဆိုသေးကြတယ်လေမရှိဘူးဆိုလက်တွေ့ပြလို့ရတယ်လက်တွေ့ပြလို့ရလို့အိတ်ထောင်ထဲထည့်သွားဟုတ်လား မှန်လား အကယ်၍မိရှိမယ်ဆိုရင်ဘယ်ခံနိုင်မှာတော့လောင်သွားမှာပေါ့လူကိုအဲမရှိဘူးဆိုသေးကြတယ်သို့တော့အကြောင်းတစ်ခုထပ်ပြီးတော့ထည့်လိုက်တယ်လူကနေပြီးတော့ဖိကိုချစ်လိုက်တယ်ဟောမီးပေါ်လာတယ်အဲ့ဒီသဘောပဲမှတ်ထားပေါ့ကောင်းပြီထို့တူပဲနန္တိစိတ်ဟာလည်းပဲနှာခေါင်းနဲ့အနံ့နဲ့ဆုံပြီးတဲ့အခါမှာပေါ်လာတယ်လျက်တိစိတ်ကလည်းကြည်လျက်တိစိတ်ကြတော့ပို့ပြီးတော့သိတာပေါ့နော်လျက်တိစိတ်ဆိုတာကြည်ရတယ်လေဒါမို့ဟင်းချက်ပြီးမြည်ရတယ်မဟုတ်လား မှန်လားပါဗျာ မမြင်ချိုးတယ်ပါတယ်မသိဘူးတခါတလေဟုတ်လားတေအသီးမဲ့မဲ့လေးခွဲထားတဲ့အခါကျတော့ကြည်မျက်စိကကြည့်တော့ဩခါတိုင်းဒီအစင်းလေးနဲ့ချိုးတယ်လို့တင်ညာကမှတ်ထားတာသွားစားလိုက်တော့မလေးချင်လိုက်တာမပြောနဲ့ဟောတကယ်ဆုံးဖြတ်ပေးနိုင်တာကြတော့ဟုတ်လားရှားပေါ်ရောက်မှသိသွားတာပဲမဟုတ်လား မှန်လားပါဗျာ ချိုးတယ်ထင်လို့စားလိုက်ရင်ချင်တာတွေ့ချင်းတွေ့မယ်ချင်တယ်လို့အထင်နဲ့နေရောက်တာကနေပြီးတော့ချိုးနေတာလဲတွေ့ကောင်းတွေ့လိမ့်မယ်ပေါ့တယ်လို့ထင်တာကငံကျင်လဲငံနေလိမ့်မယ်ငံတယ်လို့ထင်တာကပေါ့ကျင်လဲပေါ့နေမယ်အားလုံးဟာရှားကြမှသိတာအကြည့်ပဲမဟုတ်လား မှန်လားပါဗျာ ဒါကြောင့်မို့မြတ်စွာဘုရားက
ဇီဝံစပတိစ္ဆရတေသဥပ္ပစ္စတိဇီဝဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်နော်ရတ္တယုံရဲ့ဒီဇီဝပတာရရဲ့ရတ္တယုံရဲ့နှစ်ခုပေါင်းစပ်လို့တဲ့အရသာသိတဲ့စိတ်ကလေးပေါ်တာပါထို့တူပဲကာယပတာရနဲ့ဖွတ်တပဒီနှစ်ခုဆုံမိသွားတဲ့အခါကျတော့ထိတိစိတ်လေးပေါ်တာပါနောက်တစ်ခါမနင်းစပဋိစ္စဓမ္မေစအတွေးအာယုန်တွေကြံတဲ့အာယုန်တွေကြတော့ခုနကဘဝင်စိတ်ကလေးထဲမှာကြံတဲ့အာယုန်ကဘဝင်စိတ်ကလေးကိုသွားတိုက်လိုက်တဲ့အခါကျတော့ဘဝင်စိတ်ကလေးနဲ့သူကသွားတိုးတာအဲ့ဒါကြတော့ကြည့်ရမှာနာနာချင်းတိုက်တာလဲပါမယ်ဘာလို့လို့ဆိုရင်အာယုန်ကနန်ဆိုလို့ရှိရင်ဘဝင်စိတ်ကလည်းနန်ပဲနာနာချင်းတိုက်ပြီးတော့အသိစိတ်တစ်ခုပေါ်မယ်ဟုတ်ကဲ့လားမှန်လားပါအဲ့ဒါကြတော့မနောဝိညာဏစွန့်ထက်တဲ့စိတ်တွေပေါ်လာတယ်ဘဝင်စိတ်ကလေးနဲ့ဓမ္မယုံနဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့တိုက်ခိုက်မိလိုက်တဲ့အခါကျတော့တခြားသိစိတ်တွေပေါ်လာတယ်တဲ့ကုသိုလ်စိတ်တွေပေါ်မယ်အကုသိုလ်စိတ်တွေပေါ်မယ်စွန့်ထက်တဲ့စိတ်တွေအဲ့ဒီမှာပေါ်တယ်အတွေးစိတ်တွေပေါ်တယ်ဟုတ်ကဲ့လားမှန်လားပါဗျာခေါင်းကုတ်ရတာအဲ့ဒီစိတ်မျိုးပဲပေါ့အဲ့တော့မနင်းစပဋိစ္စဒီနေရာမှာဟရယင်းစပဋိစ္စဓမ္မေစလို့ဘုရားမဟောတာအဲ့ဒါစဉ်းစားကြည့်တယ်ကြံတဲ့နေရာမှာတော့သက္ကုသောတခန္ဓာဇီဝကာယ base တွေကယုတ်တရားတွေဖြစ်ခဲ့တဲ့နဲ့ဒီ6ခုမြောက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကမနင်းစပဋိစ္စဓမ္မေစလို့ဟရယင်းစပဋိစ္စဟရယဝုထုံစပဋိစ္စဓမ္မေစလို့မဟောဘူးတဲ့ဟရယဝုထုတက်တက်ကမပေါ်နိုင်ဘူးလို့ဆိုတဲ့အဓိပ္ပာယ်မရပေဘူးလားရပါတယ်ဗျဟရယဝုထုတက်တက်နဲ့မပေါ်ဘူးတဲ့ဟုတ်ကဲ့လားမှန်ပါပါဒီမှာအဲ့တော့အခြေခံဘဝင်စိတ်နဲ့ဘဝင်စိတ်ကနေဖြတ်တန်းရတာဖြစ်လို့ဒါဟောတာဘဝင်စိတ်ဟာမိုင်းတိုးပဲအဲ့ဒီကနေဝင်ပြီးတော့ဖြတ်တန်းတာဖြစ်လို့ဒီဘဝင်စိတ်လေးနဲ့ဓမ္မအာယုန်နဲ့ဓမ္မယုန်နဲ့တွဲလိုက်တဲ့အခါပေါင်းစပ်မိတဲ့အခါကျတော့မနောဝိညာဉ်လို့ဆိုတဲ့အစွမ်းထက်တဲ့စိတ်တွေပေါ်လာတယ်လို့ဒီလိုဟောတာမှန်ပါပါကဲအခုကြည့်လိုက်မယ်ဆိုရင်အကြမ်းများဖြင့်စိတ်6မျိုးကိုပြောလိုက်ပြီးပြီမြင်သိစိတ်တဲ့စာလို့ပြောရင်စက္ခုဝိညာဉ်စိတ်ဟုတ်ကဲ့လားမှန်ပါပါစက္ခုဆိုတာမျက်စိကိုပြောတာဝိညာဉ်ဆိုတာသိတာမျက်စိမှာပေါ်လာတဲ့မြင်အသိစိတ်လို့ဒီလိုပြောတာမျက်စိကိုမှီပြီးပေါ်လာတဲ့အသိစိတ်လို့ဒီလိုပြောတယ်သောတဝိညာဉ်စိတ်နားကိုမှီပြီးတော့ပေါ်လာတဲ့အသိစိတ်ခန္ဓာဝိညာဉ်စိတ်နှာခေါင်းကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်ဇီဝဝိညာဉ်စိတ်ရှားကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်ကာယဝိညာဉ်စိတ်ကိုယ်ကာယကိုမှီပြီးတော့ပေါ်လာတဲ့အသိစိတ်နော်မနောဝိညာဉ်စိတ်မနကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်ဘဝင်မနကိုမှီပြုပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်လို့ပေါင်းလိုက်တဲ့အခါကျတော့စိတ်6မျိုးမရဘူးလားစိတ်6မျိုးရပါတယ်အဲ့ဒီစိတ်6မျိုးဟာစေတသိက်တွေနဲ့ပေါင်းထားပြီးတော့ဒါနန္တရားတွေဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုဟောတာပါနော်မှန်ပါပါအေးကောင်းပြီဒီကနေ့နန္တရားတွေအကြောင်းကိုလေ့လာလိုက်တာနောက်ထပ်ဆက်ပြီးတော့လေ့လာကြရတွေအများကြီးလိုသေးတယ်တစ်ခုချင်းတစ်ခုချင်းအခုသဘောပေါက်ရမှာနန္တရားဆိုတာရှိနေတဲ့တရားမဟုတ်ဘူးရုပ်တရားတွေကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့တရားများသာဖြစ်တယ်ဆိုင်ရာအကြောင်းတရားတွေကိုမှီပြီးတော့ဒီဝတ္ထုအာယုန်ရဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အပေါ်ဖြစ်ပေါ်လာတဲ့တရားများသာဖြစ်တယ်လို့ဆိုတာကိုဒါနန္တရားတွေပေါ်လာပုံကိုဒါသိရှိရပြီနောက်ရက်တွေမှာစိတ်ရဲ့သဘာဝစိတ်ရဲ့အကြောင်းတရားတွေကိုပြီးတတ်ဟောမယ်ပြီးတဲ့အခါကျတော့စိတ်ရဲ့စွမ်းအားတွေကိုတည်တံ့ဟောမယ်နောက်ပြီးတဲ့အခါစိတ်ရဲ့အညစ်အကြေးတွေကဘာတွေလဲဆိုတာဟောမယ်နောက်ကြရင်စိတ်ရဲ့ဒီစိတ်ကိုအစွမ်းထက်စေတတ်တဲ့စွမ်းအားတွေကဘာတွေလဲဆိုတာကိုတည်တံ့ဟောပြီးတော့စိတ်အကြောင်းကိုသေချာလေ့လာပြီးနောက်တဲ့အခါစိတ်နဲ့ယုံနဲ့ပေါင်းစပ်ပြီးတော့ဘယ်လိုလှုပ်ရှားကြတယ်စိတ်တွေဟာဘယ်ပုံဘယ်နည်းနဲ့ဖြစ်စဉ်ထဲမှာရှိတယ်ဆိုတာလေးကိုအဆုံးသတ်အနေနဲ့ဟောပြီးတော့နိဗ္ဗာန်ကိုဘယ်လိုရောက်တယ်ဆိုတာထိအောင်နိဗ္ဗာန်တော့မသွားခြင်းသေးလည်းမသွားနဲ့ပေါ့ဗျာအဲ့တော့သို့တော်နိဗ္ဗာန်ရောက်အောင်တော့ပို့လိုက်မှာပေါ့နော်အေးဒါကြောင့်မလို့တရားချိတ်ခင်သူတော်စင်ပြိဿမောင်တို့ဒီကနေ့နန္တရားကိုလေ့လာသုံးသပ်ခြင်းဆိုတဲ့အပိုင်းမှာနန္တရားလို့ခေါ်တဲ့စိတ်စေတသိက်တွေဟာရုပ်ကိုအမိပြုပြီးတော့အခုလို့ဆိုင်ရာအကြောင်းတရားတွေဆုံတဲ့အခါမှာပေါ်လာပြီးတော့ဖြစ်ပေါ်လာတတ်တဲ့သဘာဝတရားတွေဆိုတာဘုရားမြတ်စွာဟောတဲ့အတိုင်းသိရှိကြသဖြင့်
ကိုယ်ခန္ဓာကိုယ်မှာထာဝရမြဲနေတဲ့အရာဆိုတာငါလို့ထင်ပြီးတော့နေရတဲ့အရာဆိုတာတခုမှမရှိပါလားတကယ်တော့သူ့အကြောင်းနဲ့သူဖြစ်ပြီးသူ့ဟာသူပေါ်ပြီးပြောင်းနေတဲ့အရာသာဖြစ်တယ်အဲ့ဓာတွေကိုငါလုံနေလို့လည်းမဖြစ်ဘူးငါဟာလို့တွဲနေလို့လည်းမဖြစ်ဘူးဆိုတဲ့အသိစိတ်ကလေးဝင်လာတာဟာဒါသမ္မာဒိဋ္ဌိမှန်ကန်သောအမြင်တစ်ခုပါပဲလို့အာလုံးကိုယ်စီသဘောကျပြီးသမ္မာဒိဋ္ဌိဉာဏ်ရင့်တန်အောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်စီချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောဒရံပိဝိတဝါဒဝိတာတပိတမုဟတာအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုဘိဝိတဝဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတပိပူဇာညစ်နောက်ကိလေသာအစရတောက်ဟူသည်များတို့သည်သမုဟတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘာဝကိလေသာဟုပုခတ်သိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းမြတ်ဝေအရှင်ဖေယဘုရားတွေတော်တို့သည်ဓမ္မအတိညာရင့်တန်စေရန်ဒီမှန်ကြလျက်တရားသဘင်ဆင်ရင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်ကိုရိုသေစွာနာယူကြပါကုန်၏တရားတော်လာသည့်အတိုင်းရှင်းကြံကြိုးကုန်အထုကြပါကုန်၏ရှင်းကြံကြိုးကုန်အထုတ်ခြင်းဖြင့်တရားတော်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအထုတ်ပြုလို့ရသောဓမ္မဒေသနာဓမ္မတဝနာဓမ္မဒါနာဓမ္မပူဇာကုသိုလ်စေရနာအဖျားပြားတို့ကြောင့်ဓမ္မအတိညာရင့်တန်ကြပြည်လင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရပါလိုကုန်၏ဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍
ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်သုတော်ဘုရားဘာတော်အာရုအာရုအာရုအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်သုတော်ဘုရားဘာတော်အာရုအာရုအာရုကြာကြာသမျှအမြတ်အမြတ်